တွေဝမင်းတို့ကိုတင်ပေးနေတဲ့တိုင်းပညာဆရာကြီးအနှစ်နဲ့လတ်ရှာဖွေလေ့လာခဲ့တဲ့အဖို့တန်တိုင်းပညာအဲ့ဒီတိုင်းပညာကိုမင်းတို့မတရားတဲ့ဘက်မှာအသုံးမချပဲနဲ့ရကျိုးရွာကျိုးတိုင်းပြည်အကျိုးတွေမှာတည်ဖို့ဆောင်ရွက်ကြပါလို့ဆရာကြီးထုမှားကြတယ်ကဲမင်းတို့ဆက်ပြီးတော့လေ့ကျင့်ကိုလိုကိုမလို့ပဲဒီမှာဘာလုပ်နေရလဲဟိုကိုဒီဝါကိုတိုင်းကျင်အောင်ကြည့်ပြီးတော့အဲ့ဒါအကြည့်ကောင်းကောင်းနဲ့ကျွန်တော်ဆက်ကြည့်နေမိတာပါဗျာဟာမင်းကြည့်ကောင်းဖြော်ပြဖို့တော့ပဲငါတို့ကတိုင်းလေးကျင့်ပြလို့ဖြစ်နေပြီနေပါဦးမင်းကငါတို့တိုင်းကျင့်အောင်ကြည့်ပြီးဘာလုပ်ဖို့လဲဟိုကျွန်တော်လည်းဟိုတိုင်းတင်ကျင်တော့ပါဟိုကျွန်တော်ကိုဒီဝါတိုင်းတင်ပေးပါလားဗျာအောင်ပါရာဆဆကဲလာပါမင်းဒီလောက်ထိတိုင်းပညာကိုသင်ယူခြင်းနဲ့ဆိုရင်တော့ဘယ်လောက်ထိခံနိုင်ရရှိတယ်ဆိုတော့ငါနဲ့စမ်းကြည့်အောင်လို့ပါလေဗျာကျွန်တော်တောင်းပါပါလာပါလာစမ်းပါတောင်းပါပါလေလာစမ်းပါဒီလောက်ထိုးလာရအောင်ခံနိုင်ရမရှိပဲနဲ့မင်းကတိုင်းပညာကိုရဆက်ထိုးရပါတိဒါဘာလို့လာလဲဦးတော်အောင်နှိမ့်ဆက်နေတာကြည့်နေတယ်လို့ဝင်ပြီးတာလေဒီလိုခန်းနေတယောက်တော့နေမယ်နင်ကဝင်နာနေရတယ်လို့သိဒီလိုကောင်ကဒီလိုနှိမ့်နေတာမှတော်ရကြတယ်ဟာဦးတော်အောင်ခိုင်းစေလို့မပြောပါနဲ့ဦးတော်ကအဘငငယ်လေးကမွေးစားတာလားကိုတွေကအဘရဲ့တပည့်အကြီးဆုံးဖြစ်ပြီးတော့ခုလိုမျိုးစိတ်ဓာတ်အောက်တန်းကြအရန်ရှက်စရာကောင်းပါပဲဟာနင်ကဒီလိုကလေးကချင်းအုပ်ချိုင်းမပေါက်တော့နဲ့ငါ့ကိုနင်ကပြောတယ်ပေါ့ကျမကတော့မတရားတာလုပ်တာမြင်ဦးတော်အောင်မှမဟုတ်ဘယ်သူမှမဆိုဝင်ပြီးပြောရမှာပဲအေးပြောနေအဲ့လိုပြောလေငါဒီကောင်ကြည့်မရနဲ့ကြောက်တက်တိထားခေါ်လာခဏလေးနော်ကိုရင်သားရေကိုဆက်ကအခုပဲထွက်လာပါလိမ့်မယ်ဟောဟုတ်ကဲ့ရင်လေးသုံးဆောင်ပါအောင်ရပါတယ်မိုင်းရပါတယ်သုံးဆောင်ပါအောင်ရှင်ကိုရင်သားရေတို့လည်းညောင်တန်းရွာတကြီးဖြစ်ကြတဲ့ကကျမတို့အိမ်ဘက်ကိုလှည့်မလာတော့ဘူးဟုတ်တယ်မာကြီးဟောဆရာကြီးဦးဆက်ကကျေးဇူးကြောင့်ကျွန်တော်ကညောင်တန်းရွာတကြီးတောင်းဖြစ်ခဲ့ရပြီအဲ့ကျေးဇူးကြီးတော့မဆက်ရသေးဘူးနောက်ထပ်အကူကြီးတောင်းတာရှိလို့မာကြီးရဲ့ဟောဘာကိစ္စများပေါ်လာလို့တော့ကိုရင်သားရေရဲ့ဓမြကိစ္စပေါ်မာကြီးဟာမာကြီးတို့အိုးဖို့ရွာမှာကြတော့ဆရာကြီးဦးမင်းဆက်ကအဖွဲရှိတော့ဘယ်ဓမြမှမကတ်ရဲကြဘူးဟိုကျွန်တော်တို့ရွာကတော့ဒီရက်ပိုင်းအတွင်းဓမြတွေဝင်မယ်လို့ကြားလို့အဲ့ဒါဆရာကြီးရှိကိုလာကြီးအပူကတ်ရပဲမာကြီးဘယ်ဓမြဖွဲ့ရလဲဒါကြီးဟမ်မိုးညိုလို့ဖွဲ့လားမိုးညိုတို့အဖွဲ့မဟုတ်ဘူးဆရာကြီးတခြားအဖွဲ့ပါအခုတလုံးမိုးညိုတို့အဖွဲ့ညင်ကြသားကောင်းနေတယ်ဗျမိုးညိုတို့ဖွဲ့မဟုတ်ရင်စေဝရီစရာမရှိပါဘူးကွာငါတပည့်လွတ်လိုက်မယ်ကျေးဇူးတင်ပါဆရာကြီးရဲ့ကျွန်တော်တို့နယ်မှာလဲလေဆရာကြီးဦးမင်းဆက်ကရှိလို့တာပေါ့နှုတ်မို့ဆိုဒီဓမြတွေထင်းထမ်းကျဲနေကြမှာဗျဒီလိုပဲပေါ့ကွာငါလည်းလက်လမ်းမိတယ်လို့တော့ကာကွယ်ပြီးနေရတယ်ပဲဒါပေမဲ့ငါမှလည်းအိုးဖို့ရွာတကြီးတောင်းရလည်းရှိသေးတော့စိတ်သွားတိုင်းရင်ကိုမပါနိုင်ပေါ့ဘာပဲဖြစ်ဆရာကြီးဆရာကြီးရဲ့နာမည်နဲ့အရှိန်ဝါနေတယ်လေဟိုဒီနေရရွာတွေကတော်တော်တက်တာနေကြတာဗျတိုင်းဆရာကြီးဦးမင်းဆက်ကအဖွဲဆိုတာနဲ့တယ်မိုးညိုတို့လိုအင်အားကြီးတဲ့ဓမြအဖွဲတော့လက်ဆောင်သွားကြသေးတာပဲဆရာကြီးမိုးညိုတို့ဖွဲ့တော့ရှော့တယ်လို့တော့မရဘူးဒီနေ့ပိုင်းမှာဒီဖွဲ့ကတော်တော်အင်အားကြီးလာတယ်ကွာဒီမိုးညိုဆိုတဲ့ကောင်ကလည်းတိုင်းပညာတော်တော်ကောင်းလာတယ်သူ့လက်အောက်ကခေါင်းဆောင်တွေကလည်းတိုင်းပညာအဆင့်မြင့်လာတယ်ဘာဖြစ်လဲတို့ရွာတွေမိုးညိုတို့ဖွဲ့တော့တတိထားတင်တယ်ဟ
မှာတယောက်ထဲလာပြီးဘာတွေစဉ်းစားနေရ ဟာမစင်သားပါဘူးကွာဒီလိုပါပဲ ဘာလဲနင်ရွာတွေကကောင်မလေးတယောက်ရဲ့အိမ်ကိုသွားပြီးလူပြိုလှဲ့မလို့စဉ်းစားနေရမလား တခါမှအဲ့ဒီကိစ္စကိုမစင်သားဘူးနော်ငါဘဝမှာလေစဉ်းစားတာတစ်ခုပဲရှိတယ် ဘာလဲဟာဟိုငါ့ကိုပြပြလေ ငါတန်းရန်တက်ချင်တာဟာအဲ့တော့ငါတန်းကိုဘလို့တက်အောင်တင်ရမလဲပဲငါစဉ်းစားတာဟိုနင်းလည်းဟာငါ့ကိုလေဟိုဆရာကြီးကိုတိုင်းတင်ပေးကိုထပ်ပြောပေးပါဦး နင်ကလည်းငါလည်းအဘကိုကြုံတိုင်းပြောနေရပဲဟာဒါမဲ့လေအဘကပြောဟိုနင်ရဲ့ခန္ဓာကိုယ်ချိုးစားရတဲ့တိုင်းတင်မှုမဖြစ်နိုင်ဘူးတဲ့ဟိုအဲ့တော့လေငါကဘာဆက်ပြောမှာလဲ ငါလည်းအများကြီးမပြောလင်းပါကွာဟိုကိုဒီဝါကိုတော့မတက်ရင်တောင်းပါပဲလေကိုကိုခုခံကာကွယ်တက်ရင်တော်ပါပြီဟာ ။အော်လူလေးရဲ့တိုင်းပညာမတက်လေလူဆိုတာလိမ္မာပါနဲ့တဲ့အသိဉာဏ်ရှိရင်ကိုယ့်ကိုယ်ကိုကာဝယ်လို့ရပါတယ်ကွ။တိုင်းပညာတက်တာမှငါတိုင်းပညာတက်တယ်ဆိုပြီးတော့ကိုယ့်ကိုယ်ကိုဂုံမောက်ပြီးကိုယ့်တဲ့အဆင့်မြင့်တဲ့ရန်သူနဲ့တွားရင်ဆိုင်ပြီးအသက်ပါဆုံးရှုံးနေရအောင်မယ်လူလေးရဲ့ အဲ့ဒါလည်းဟုတ်တာပဲဟိုတိုင်းပညာဆိုတာကုန်တယ်မှမရှိတာသူ့ထက်သူလူစားကောင်းတွေကပေါ်နေရကြီးပဲငါဆိုလို့ရှိရင်လေတိုင်းပညာကိုလုံးဝစိတ်ပါတာမဟုတ်အဖေကိုကြောက်တာတက်နေရ နေနဲ့ငါလည်းနေရာချင်းသာလဲလိုက်ရှင်ဟုတ်အမေဟိုကျွန်တော်ကတိုင်းပညာသင်ကျင်တယ်ဆိုတာဟိုကိုခုခံကာကွယ်ဖို့ထဲဟိုဆရာကြီးရဲ့ရရွရွရွတွေမှာလည်းပါဝင်ကူညီခြင်းတော့ပါ ။အော်လူလေးရဲ့ရက်အကျိုးရွာကျိုးကိုတည်ဖို့ကျင်နေဆိုရင်လေအမေတင်ပေးထားတဲ့စာအရေးအဖက်အတွက်အချက်နဲ့လေလုံလောက်ပါတယ်ကွ။အားလို့ရှိရင်စာတွေများများဖတ်ဟောဘဟုတုတာတွေတိုးတော့ကြတော့ကာယလုတ်သားအနေနဲ့မဟုတ်ရင်တောင်မှညာနာလုတ်သားအနေနဲ့ရက်အကျိုးရွာကျိုးတည်ဖို့လို့ရတာပေါ့ကွ။ ဟုတ် ကဲဒါဆိုရင်လည်းအမေအခန်းထဲမှာစာအုပ်တွေတွားယူပြီးဖတ်ချင်တော့နော် တိုင်းနေပါလေ့ကျင့်နေပါ ဟဲ့မင်းကတိုင်းနေပါလေ့ကျင့်လို့မင်းကိုဘယ်သူကတင်ပေးရလဲ ဟုတ်ဘယ်သူမှသင်မပေးပါဟိုမင်းတို့ကိုဒီဝတ်တင်ထားတာပါကြည့်ပြီးကြည့်နေ ဩမင်းကငါတို့တိုင်းကျင့်တာကိုခိုးကြည့်ပြီးလေ့ကျင့်နေတာဒီမှာဦးတော်တိုင်းပညာကိုခိုးကြည့်ပြီးလေ့ကျင့်အောင်လည်းမတက်မထင်နေလားဒီကောင်းကြည့်ရတာတိုင်းပညာကြီးလေ့ကျင့်ပြီးတော့မိုးညိုတယောက်တည်းဖြုံမလို့ထင်တယ်မင်းဘယ်လောက်တက်လဲဆိုတော့စမ်းကြည့်ရတော့ကွာ မလုပ်ပါနဲ့ကွာငါမင်းတို့ကိုဘယ်လိုလုပ်ရှင်နိုင်မှာတော့ မကြောက်စမ်းပါနဲ့ကွာတိုင်းပညာဆိုတာအဲ့လိုရှင်ပေးမှတိုးတက်တာကွာဟာရှောင်းတတ်ပေါ့ဆရာမပြနေမကြဘူး ငါလည်းတစ်ကွက်နှစ်ကွက်လောက်ပြအောင် လူလဲတိုင်းသမားကြီးလေ့ကျင့်ထားသမျှတွေကဒါကုန်မဲလားဒီကောင်ကဒီတိုင်းဆိုသူ့တိုင်းခွဲတွေထုတ်မှာမဟုတ်နာနာလေးစော်ရင်မှထုတ်မင်းကြံတော့မယ်ပေါ့
မနာမည်ဆန်နေပါတချို့ကတော့ကျမကိုပြန်သွားမယ်လို့ခေါ်ကြတယ် မင်းကဒီကိုဘာကိစ္စနဲ့ရောက်လာလဲ ဘာကိစ္စမှမရှိပါဘူးတွိုင်းလိုင်းနဲ့ရှင်တို့၃ယောက်ကသူ့ဝိုင်းနှိမ့်ဆက်နေလို့ကျမဝင်လာတာ ပြန်သွားမယ်ဆိုတာသူတစ်ပါးကိုကူညီရဆိုတာတစ်ခါမှမကြဘူး ကျမစိတ်ပိုင်ဘာပဲဖြစ်ဖြစ်လုပ်တယ် အေးငါတို့ကဦးမင်းစကားဖွဲ့လူတွေပဲမင်းထိရတယ်ပေါ့ ကျမဒါပြင်မလွဲဘူးနော်ကျမဒီနေ့လူတက်ဖို့စိတ်မပါဘူးဒါကြောင့်ရှင်းလက်ကိုပဲထိအောင်ပြစ်လိုက်တာကျမစိတ်မပြောင်းခင်ရှင်တို့၃ယောက်ဒီနေရာကနေထွက်သွားပါရှင်နာမည်ကဥဒေါင်းဟုတ်လား ဟုတ်ပါတယ် ရှင်တိုင်းပညာတော်တော်ညံ့တာပဲနော် ကျွန်တော်မှသင်ပေးမဲ့ဆရာမမရှိ ရှင်တိုင်းပညာကိုသင်ခြင်းနဲ့ဆိုရင်ကျမသင်နေမယ်ကျမကိုဆရာတင်လို့ရရနော်ဒါလေရှင်ကကျမလိုမိန်းကလေးစီမှာတပည့်ခံရမှာရှက်လို့လားဒါမှမဟုတ်ကျမအထင်သေးလို့လား မင်းကဘယ်ရက်လာလို့လာမှန်းမသိပဲနဲ့မင်းကိုဆရာတင်လို့ဖြစ်မလားပြီးတော့ငါ့ကိုဆရာကြီးကပြောမှာပေါ့ အဲ့ဒါဆိုလဲပြပြရတာကိုရှင်မိုးညိုဆိုတဲ့လူကြားဘူးလား တခိုးရမြိုင်မူးညိုပြောတာ တခိုးရမြကြီးတယ်လားထားလိုက်ပါလားရှင်ပြောတဲ့တခိုးရမြကြီးမိုးညိုဆိုတာကျမကိုပဲ ဟုတ်ဒါဆိုရင်မင်းလည်းတခိုးရမြိုင်ပေါ့ဟာမင်းရွေလေးနဲ့အေးဆေးဆေးမနေပဲဘာဖြစ်လို့ခိုးဆိုးလူရက်တက်ဖြတ်နေရလဲ ရှင်စကားပြောဆင်းချင်းပြောပါကျမစိတ်အခက်မသိလို့လက်တစ်ချက်လှုပ်လိုက်တာနဲ့ရှင်ဘလို့အသက်ပြောက်သွားမယ်ဆိုတာနားလဲတာ မင်းတက်မှာကိုလည်းငါမကြောက်ဘူးပြောစရာရှိတာကိုလည်းငြိမ်ခံပြီးမနေတတ်ဘူးပြန်ပြောရမှာ ရှင်တော့ကျမစိတ်ဝင်စားသွားပြီရှင်တော်တော်တက်တီကောင်းတာပဲရှင်နေရာမှာတခြားလူသားဆိုရင်ကျမတို့ဒီလိုမချိမငန်ပြောပုံမျိုးနဲ့ကျမတခါလေးတက်ပြက်လိုက်ပါရှင်တော့ကျမမတက်ရပါဘူး မင်းတက်ချင်လဲငါ့ကိုတက်လို့ရတယ်ငါကတော့မင်းတို့လိုတခိုးဓမြတွေရဲ့တပည့်တော့အဖြစ်မခံဘူး ကျမဝင်လဲခုနေရသေးတယ်ကျေးဇူးမတင်တဲ့အပြင်ပြန်ပြီးတော့ရန်တွေ့နေလိုက်တာကျမရှင်ကိုစတာပါရှင်တပည့်မလုပ်ချင်လဲနေပါကျမကိုရန်တော့ပြန်မတွေ့ပါနဲ့နော် ငါတောင်းမှပါတယ်ငါလည်းမင်းနဲ့ချောင်ဖြစ်ချင်ပါဘူးခုနမင်းလုံးလိုက်လို့ဒဏ်ရသွားတဲ့ကောင်တွေကဆရာကြီးကိုပြန်ပြောလို့ရှိရင်ငါတော့ဆရာကြီးဖြစ်ပြီးတာကိုခံအောင်ပါပဲ အဲ့ကိစ္စရှင်နဲ့မှမဆိုင်တာရှင်စီအိုင်မင်းစန်နီဆိုတဲ့လူဆိုးမှအားနေလို့ဝင်ရှုပ်သွားရလို့ပဲပြောလိုက်ပေါ့ အဲ့ဒါငါကိစ္စပါငါပဲရှင်းလိုက်ပါမယ်ကျန်ငါသွားပြီဘာဖြစ်ဖြစ်ငါမင်းကိုကျေးဇူးတင်ပါတယ် ဟိုတော့မင်းငါစီကတိုင်းပြည်ကြံလဲခိုးတင်နေတယ်အခုလည်းဓမြဖွဲ့နဲ့ပေါင်းပြီးတော့မောင်အေးတို့နာအောင်လုပ်တယ် မဟုတ်ပါဘူးဆရာကြီးဟိုမောင်ရိုးတို့ကကျွန်တော်ကိုထိုးကြည့်နေတော့အဲ့ဒီမိကလေးကအလိုလျောက်ရောက်လာတာပါ ဟဲ့မင်းနဲ့ဓမြဘုံမိုးညိုအဖွဲ့နဲ့အဆက်အသွယ်ရှိလို့ဝင်ခဲ့တာပေါ့ ဟုတ်တယ်ဆရာကြီးဒီကောင်ကကျွန်တော်တို့ကိုအရင်ရစတာကျွန်တော်တို့ကစုံးမမယ်လို့တော့အဲ့ကောင်မှရောက်လာပြီးတော့ကျွန်တော်တို့ပြက်ရှင်းမယ်လို့တာကျွန်တော်တို့အပြင်းမှန်လို့ပေါ့ သူပြောသလိုမဟုတ်ပါဘူးဆရာကြီးဟိုအဲ့ဒီမိကလေးကဟိုပြန်လွားမယ်ဆိုတာလဲကျွန်တော်မသိပါဘူးပြီးတော့သူ့အကူကဟိုမိုးညိုဆိုတာလဲသူပြောမှကျွန်တော်သိတာပါ ဟုတ်ပြီလေဒါနဲ့ငါတိုင်းပညာတွေကိုမင်းကြိတ်ပြီးတင်နေတဲ့အကြောင်းကဟိုတော့ငါမင်းနေတယ်လी ကျွန်တော်တိုင်းတက်ချင်တော့ပါဆရာကြီး ငါတို့ဖွဲ့ရဲ့စီကန်းချက်ကိုမင်းသိတယ်နော် ဟုတ်ကဲ့သိပါတယ် အပြင်နံပါတ်1အချက်ကိုရွတ်ပြစမ်း တိုင်းပညာကိုမတရားတဲ့ဘက်တွင်အသုံးမပြုရ နေ့အချက် ဆရာကြီးဦးမင်းစကားကြီးခွင့်ပြုချက်မရပဲတခြားတစ်ယောက်အားတဆင့်ပြန်လဲတင်ကြားခြင်းမပြုရ အဲ့ဒါဆိုရင်နံပါတ်3 ဆရာကြီးဦးမင်းစကားမသိပဲ
တိုင်းပညာကိုခိုးယူတင်ကြားလေ့ကျင့်ခြင်းမှာပြုရ မင်းမှာပြစ်ရှိလားမရှိဘူးလား ရှိပါဆရာကြီး ဒီကပြစ်ရှိတယ်လို့ဘယ်လိုပြစ်ပေးလဲဆိုတာပြောပြလိုက်စမ်း ဦးတော်ကနံပါတ်3စီကန်းချက်ကိုဖောက်ဖျက်ကျူးလွန်တဲ့အတွက်အစာငတ်ရှင်ကထိတ်တုံးခတ်ခြင်းခံ မင်းဘာပြောချင်သေးလဲ ဘာမှမရှိပါဘူးဆရာကြီး ကောင်းပြီအဲ့ဒါဆိုရင်စီကံအတိုင်းအပြစ်ဒဏ်ကြကန်စီ တီတီနေပါလားလို့လားလေဆရာကြီးတီလို့ရှိရင်အဆူခံရောက်မယ်နော် သူမှမသိရင်ထွက်လာတာဟိုအဘမရှိဘူးမြင်စားလိုက်ရရောကိုဒေဝရှင်းတော့ဘာလုပ်တာလဲ ဘာလုပ်တာလဲဟုတ်လားအဲ့ဒီစကားနေမေးရမှာမဟုတ်ဘူးငါမေးရမှာဆရာကြီးဒီကောင်အပြစ်ပေးထားတယ်ဆိုတာနေမသိဘူးလား သိရလေအမေကျွတ်ခါလို့လားကျွတ်အဲ့ဘာဖြစ်လဲ ဆရာကြီးအမေးမရဘဲနဲ့ဘသူကကျွေးခိုင်းခွင့်မပြုနိုင် ကိုဒေဝရေရှင်ရက်ဆက်လိုက်လားဦးတော်ကရှင်အပေါ်မှာဘာမှလုံလုံကျူးကျူးဆက်ဆံတာမရှိပါဘူးကျမတောင်းပန်ပါတယ်ရှင်ဟိုဦးတော်ကလေရှင်တို့လိုမျိုးခံနိုင်ရမရှိပါဘူးဟိုသူအစားမစားလို့ရှင်သူလဲသွားလိမ့်မယ် မတက်နိုင်ဘူးလေဟာငါလည်းငါတောင်းဝင်ကြည့်အောင်တော့ငါလုပ်ရမှာပဲတိတိနင်းနဲ့ငါစကားမများချင်ဘူးအကောင်းဆုံးကနေဒီနေရာထွက်သွားဖို့ပဲ ဟုတ်ပါတယ်တီတီရဲ့နေပြန်တော့နော်ဒါစီကံမယ်လေဘာခံနိုင်ရှိပါလဲ ကိုဆက်ကရှင်ဦးတောင်းကိုအပြစ်ပေးတာမများလို့မူလားရှင်နည်းနည်းပါးပါးလည်းပြန်စဉ်းစားကြည့်ပါဦးရှင် ငါလည်းဒီလိုပဲလုပ်ချင်မှမလဲမိမရဲ့သူကအပြစ်ကျူးလွန်ခဲ့တာဒီစီကံနေလေငါအစထုတ်တာငါအစဖောက်ပြရင်ဘသူကလေးစားလိုက်နာတော့မှာလဲ ဒါတော့လည်းဟုတ်ပါတယ်ရှင်ဒါပေမဲ့လည်းဦးတောင်းကရှင်ရဲ့တိုင်းအဖွဲ့သားလို့တတ်မှတ်လို့ရတာမှမဟုတ်ပဲ ငါသဘောပေါက်ပါတယ်မလားရဲ့ဒီကလေးကိုငယ်ငယ်တည်းမွေးလာတာငါဒုက္ခပဲရောက်စေချင်ပါမလဲနောက်ပြီးတော့သူ့ကိုတိုင်းပြည်ညာမတင်ပေးခြင်းဘူးဆိုတာသူ့ရဲ့မွေးစားတာကိုတွက်ကြည့်လိုက်တော့သူတိုင်းပြည်ညာတင်ရဲ့သူအသက်မရှိဘူးတဲ့အဲဒါကြောင့်မလို့ငါတိုင်းပြည်ညာမတင်ပေးဘဲနဲ့အေးစစ်စစ်နေစီချင်တာပါကွာ ဟုတ်ပါတယ်ရှင်ဒီကလေးကလည်းဘလို့ဗီဇပါလာတာမှန်ကိုမသိဘူးတိုင်းပညာကိုပဲအယူမူတင်ကျင်နေတော့တာပါပဲရှင် ငါလည်းအဲ့ဒါကိုပဲစိုးရိမ်တာသူကတိုင်းပညာသင်ခြင်းစောနဲ့ပြင်ပလူစိုးနဲ့ပေါင်းအောင်ပြီးတော့လမ်းမလိုက်သွားရင်ဒုက္ခအဲ့လိုမဖြစ်အောင်လို့ငါနောင်ကျင်သွားအောင်ဆိုပြီးတော့အဲ့လိုလုပ်လိုက်တာပါကဲမင်းဘာစိတ်ပူပါလဲကွာမနေ့ကျပြန်လုပ်ပြီးလိုက်ပါဟုတ် ရှင်တကယ်ပြောရနော်ကိုဆက်က မိမရဲ့မင်းကငါ့ကိုကျင်နာတရားခေါင်းမားတဲ့လူလိုများထင်နေလားဟမ် မထင်ပါဘူးရှင်မထင်ပါဘူးရှင်နဲ့ကျမနဲ့ပေါင်းလာတာနှစ်တည်းမှမနေတော့ပဲဥစ္စာကိုဆက်ကရဲ့ဒီကောင်လေးပေါ်ရှင်ဘယ်လောက်တန်ရောစင်ရှိတယ်ဆိုတာလေကျမသိပါတယ်ရှင် နားပါအောင်ကွာ ကိုဒီဘကျွန်တော်ဘာခိုင်းတာရှိလို့လဲ မင်းထိတ်တုတ်ကကန်တဲ့ကိစ္စစင်မကောင်းဖြစ်လို့ ရပါတယ်ဗျာကျွန်တော်ပြည့်နေကျွန်တော်ခံရတာပဲ မင်းကမောင်ရီတို့၃ယောက်ကိုပြန်ခံချနိုင်နေရဲ့ဆိုတော့ဘယ်ဆိုလို့လဲ
အဲ့လောက်ကြီးလည်းမဟုတ်ပါဘူးဗျာကိုဒီဘာတို့တိုင်းကျင်တာကိုချောင်းကြည့်ရင်လည်းတက်တက်လောက်မှလောက်နဲ့ရန်တန်းလုပ်လိုက်တာပါ ကဲဒါဆိုလည်းမင်းတက်တလောက်မှတ်တလောက်လေးစမ်းကြည့်အောင်ပါဟိုပြင်စရာရှိတာလေးပြင်ပေးရတာပေါ့ မလုပ်ပါနဲ့ဗျာကျွန်တော်ဘာမှမတတ်ပါဘူး ဒါစမ်းပါမင်းကငါပြေအောင်တော့မတတ်ဘူးဟာစမ်းပါကွာမင်းကထိုးဖို့အတွက်ပဲလောနေတာဟိုးကကဲထားတာမင်းတော်အသုံးမကြတာလေမင်းရောက်တဲ့ငါတို့တိုင်းဖွဲ့နာမည်ပြတ်တော့မှာပဲကဲတက်စမ်းကြည့်ထလမ်းပါရန်သူကိုတိုက်ခိုက်တယ်မင်းမရှာပုံနဲ့တိုက်ခိုက်လို့မိုးချိန်တောင်ကိုကြားရုံလောက်နဲ့ကိုနားပါလာပြီလို့ဘဝင်မြင့်မနေနဲ့ကြားလားမြေပုံဘက်မှာလေ ကျုပ်စီမှာမရှိဘူး မင်းစီမှာမြေပုံမရှိဘူးဆိုတာကိုသိတာပေါ့ကွာဘသူရှိမှရှိတယ်ဆိုတာမင်းသိရစ ဟုတ်တယ်လေဒါကျုပ်သိတယ် အဲ့ဒါဆိုဘသူရှိမှာ ဒါဆိုခဏမိုးညိုလား ငါနာမည်ဒီဟာ မိုးညိုဖွဲ့ဒုတိယကောင်းတော့ပေါ့ခဏဆရာမိုးညိုပဲပါလေ ဟဲ့မင်းကတော့မိကုံထုတ်เสียငါမေးတော့ ဒီသတင်းကလွန်လွန်နဲ့ရမှာခင်ဗျားတို့အဖွဲ့ကောင်းတော့မိုးညိုကဒီသတင်းကိုရရင်တန်တန်ကြီးပြီးမယ်ဆို မင်းကဓမြအဖွဲ့တွေကိုရွာတွေရဲ့သတင်းကိုလိုက်အောင်စားနေတယ်ဆိုတာ အဲ့ဒါဆိုရင်လည်းကျုပ်ကိုတန်တန်ကြီးပေးလေဗျာ အခုမင်းရောက်နေတဲ့နေရာအခြားဓမြအဖွဲ့တွေရဲ့နေရာရင်းနဲ့မတူဘူးနော် တန်တန်ကြီးမပေးရင်လေကျုပ်စီကသတင်းရအောင်မှန်မျောလင်းနဲ့ ပါလေမင်းကတန်ရတန်ကြီးကိုလိုချင်တာပေါ့ဟုတ်လား ဟဲ့မင်းဒီရနဲ့ကြိုင်မလို့တောင်းမှချင်ပြောတယ်ပြေဝမလဲမပြောနိုင်ဘူးမောက်သတင်းရောက်တဲ့ကောင်တွေမှာတစ္ဆာရှိရတယ်ပြော ဒီလိုလွယ်လွယ်နဲ့တည်လို့ပဲရမလဲကဲသူဖမ်းလိုက်ကြစမ်း ဟဲ့မကြခင်မှာအဲ့ဒီအစိတ်ဆေးလုံးတွေကနေပြီးကောင်းတော့စားတဲ့ပိုးကောင်းလေးထွက်လာလိမ့်မယ်အချိန်မီဖြည့်စည်းမတောက်နိုင်တရားထဆူတဲ့ဘဝရှင်ခံစားလိမ့်မယ် မင်းရှုပ်ကလေးလာတော့တော်တော်ရက်ဆက်ပါလားဖိတ်ဖြည့်သေးရပြီရောဗျာကျွန်တော်မြေပုံဘယ်နေရာမှာရှိရဆိုတော့ကျွန်တော်ပြောရမယ်
မြေပုံဘသူရှိမှလဲဆိုတော့ပြောလို့ရအောင် တိုင်းဆရာကြီးဦးမင်းဆက်ကစီမှာပါဟုတ်ပါတယ် စမ်းနေဦးမင်းဆက်ကစီမှာဆိုရင်တော့လူလောက်ရကန်ရတာခက်လိမ့်မယ် ဒီကိစ္စပေါ်တိတိတော့မဟုတ်ဘူးကိုကြီးမူးညူပြန်လာတဲ့အထိဆောက်ပါလေဟောရှင်းရဲ့အစိတ်ဖြည်စီကတလားပဲခံကိတ်တလားပြည့်ရင်ရှင်ကျမစီကိုလာပြီးတော့အစိတ်ဖြည်စီတန်းတလားမပြည့်ခင်အတော်တွင်းမှာငကနိုင်တာဘာမှရှိလဲဆိုတာဆိုရတယ်ရှင်းလား ဆရာကြီးကျွန်တော်နဲ့ကိုခေါ်ရဆိုတော့ကိစ္စအရေးကြီးပြီထင်တယ် အေးပေါ့ကွာငါစီမှာမြေပုံရောက်နေပြီ ဟုတ်လားဆရာအဲ့ဒါဆိုဝမ်းသာဆရာဝဆရာကြီးက တိတ်လည်းဝမ်းသာမနေနဲ့ဘူးကိုရဲကငကားကြီးကိုနိုင်ဖို့ငကနိုင်ဓာရမှာဖြစ်မှာ ကျွန်တော်လည်းဆရာကြီးခိုင်းတာအတိုင်းဒီနဂနိုင်တောင်ကိုစုံစမ်းနေရပဲဆရာကြီးထူးဆန်းတာနဂနိုင်တောင်နဲ့ပတ်သက်ပြီးတော့ဘာသတင်းအစားနောက်မှမရသေးဘူးဆရာကြီး ဟေးဒီငကားကိုနိုင်ဖို့ဆိုတာငကနိုင်ဓာရမှာဖြစ်မှာနှုတ်စဉ်ကိုတည်ရင်ကိုတူးတယ်လို့ဖြစ်နေမှာ နဂနိုင်တောင်မြတ်ဘယ်လိုလုပ်မလဲဆရာကြီး ဒီတမပူပါနဲ့ကွာငါစီမှာမြေပုံရှိတယ်လို့ငါသတင်းလွှင့်ထားတယ်အဲ့ဒီဓာတ်ကိုရတဲ့လူကအဲ့သတင်းကြရင်ငါစီကိုမကြခင်ရောက်လာမှာပါ ဘာပဲဖြစ်ဖြစ်မြေပုံဆရာကြီးလက်ထက်မှာဆိုတော့ကျွန်တော်တို့ငကားမျိုးလေးရဖို့တဝက်တည်တာသွားပြီပါဆရာကြီး မိုးညူတို့ဖွဲ့ရတယ်ဒီငကားအမရီကိုလိုက်နေတယ်လို့ကြားတယ်ဒီကောင်ကြီးလက်ထက်ရောက်သွားရင်တော့လူတွေအားလုံးဒုက္ခရောက်ကုန်နေမယ်ကွာဒီကောင်ကြီးနဲ့လက်ဦးမှုရအောင်တော့ငါတို့အရင်လိုက်မှာဖြစ်မယ် ဟုတ်ကဲ့ပါဆရာကြီး ငါဘာဖြစ်လို့ဒီမိတ်ကလေးကိုကြည့်ရနေရလဲသူနဲ့ငါနဲ့မင်းနဲ့ရှိလို့ပဲအောင်းဆက်လို့မှမရနိုင်စိတ်ကူးရင်မနေနဲ့ဦးတာစံကြီးဆိုတဲ့မိတ်ကလေးမင်းကောင်းရထုတ်ပြလိုက်တော့
ဟုတ်လည်းမြင်ရောမျက်စိပြက်မျက်နှာပြက်ဖြစ်ပြီးထွက်သွား ဟုတ်လားဒီကောင်ကတမနဲ့လုံးမမြင်ဘူးဘယ်သွားနေလဲ ဟုတ်တယ်ဆရာကြီးဒီကောင်ဆရာကြီးရဲ့မြေပုံတနေရာမှာတွားဖွက်နေရပဲဖြစ်ရမယ် ဟုတ်တယ်ဒီကောင်ဒီရက်ပိုင်းကြီးကတိတ်မျိုးသားဘူး ဟုတ်မဟုတ်ကိုဒီကောင်ပြန်လာလို့စစ်မေးလိုက်ရင်ပုံမှာပဲဆရာကြီးဆရာကြီးပြောရင်ဆိုရင်ဦးတော်ပြန်လာနေပါပြီ ဦးတော်ယောကနာလာသားဘယ်ကနေပြန်လာလဲ ရွာပြင်တော့စကားပါ မင်းအဲ့ဒီကိုဘာသွားလုပ်နေတာ ဘာမှမလုပ်ပါဘူးဆရာ မင်းငါ့ကိုတော့လိန်ပြောရေးနေပြီပေါ့ဟုတ်လားမင်းကငါငဲငယ်လေးနဲ့မွေးထားတာမိဘဇက်ကလိန်ပြောလို့ရပြီမယ်မင်းမျက်လုံးကလိန်လို့မရဘူး ကျွန်တော်မှန်မှန်သိပါဆရာကြီးကျွန်တော်အပြစ်ရှိပါတယ် ဒါပြန်ငါမြေပုံပြန်ပြီး ခင်ဗျာမြေပုံဘယ်မျိုးလဲဆရာ ဟဲ့မင်းဦးကြောင်ကြောင်လုံးမနေနဲ့မနက်ကမဆရာကြီးအခန်းထဲဝင်ခိုးတာငါတွေ့တယ် ဟုတ်ကိုဒီပါခမဘာလာပြောနေလဲကျွန်တော်ဘယ်တော့ဆရာကြီးကနေဝင် ဟဲ့ဒီလောက်ပပင်းတော့တော့မင်းကပြောင်းလဲနေသေးတယ်မင်းခုနကပဲဝန်ခံပြီးပြီ မဟုတ်ဘူးခင်ဗျားတို့ဒါတော့မှကျွန်တော်ကြောင်မိပြီလောက်ကြကျွန်တော်ကြိုက်တယ်လို့လုပ်လိုက်တခုလုံးတော့မစွတ်ဆွဲနဲ့ မင်းရိုင်းလိုက်လားငါရှိမှတော့ပြန်အော်ရဲနေပြီလားဒီကောင်ဆုံးမနေစားဟဲ့တော့ဒီတိုင်းပေါ်ဒီဘယ်တက်လာမင်းဆရာဘာလုပ်လဲ မဟုတ်ပါဘူးဆရာကြီး အေးကောင်မင်းငါ့ကိုဆရာကြီးလို့ခေါ်ဖို့မလို့ငါစိုးရတဲ့အတိုင်းပဲမင်းကလူဆိုးတစ်ယောက်ဖြစ်လာ ဟုတ်ပါဘူးဆရာ ပြောနေတော့ဝိုင်းခါစမ်း别要边缘的。你哪里的？别急着，那没有你们来，哪里来是吧？ ကျွန်တော်လေမြေပုံကျွန်တော်မယူဘူးဗျကျွန်တော်ပြောရုံပါဗျာနော်ကျွန်တော်မြေပုံကျွန်တော်မယူပါဘူးဗျာနော် ငါမင်းကိုယုံပါမင်းမြေပုံမယူဘူးဆိုတာလေငါသိဒါမှငါစိတ်မကောင်းပါဘူးမင်းကိုဆရာကြီးကတွေ့တဲ့နေရာမှာတက်ဖို့ငါ့ကိုအမိန်ပေးလိုက်ပြီ ဟာမဖြစ်နိုင်တာကိုဒီပါဟုတ်လာပါကျွန်တော်ကိုလေဆရာကြီးစီလာပြန်ခေါ်တာပါကျွန်တော်ဆရာကြီးကိုနားလည်အောင်ကျွန်တော်ရှင်းပြလိုက်မယ်နော်လာတော့မယ် ဝမ်းနေပါလေမင်းမှာအိုက်ခွင့်မရှိတော့မင်းတကယ်လို့ရှင်းပြခြင်းနဲ့ဆိုရင်တမလွန်ဖွားရမှာရှင်းရ ကျွန်တော်တောင်းပါမှာကိုဒီပါနော်ကျွန်တော်တောင်းပါမှာလေဗျာ မ
ဝီလူခွဲအဲ့လိုဘုဆုမချွတ်ဒီနာစိတ်မချငါတို့အတွက်ပင်ပန်းခံပြီးလို့တိတ်ကိုချင်းချင်းနေတာမင်းတို့ကကိုယ့်လက်ကနေပြီးတော့တဝက်လူတာဟုတ်လား သူများလက်ကသူတော်ကောင်းလူတွေလို့ပဲသဘောထားပါ ငါတို့ကလွယ်လွယ်နဲ့ပေးမယ်လေ အဲ့ဒါတော့မလို့ယူချင်ဘူးဒီဟာဆိုရင်ကငွေတကောင်တော့မဟုတ်ဒါပေမဲ့စိတ်ပြင်းနေဆိုတော့ငါလည်းပဲစိတ်ကောင်းပါမလဲကွာအဲ့လောက်ဒီဖြစ်သွားမယ်မထင်ဘူးဥတောင်းတဲမိုက်တဲ့ကလေးပဲ တကယ်ဆိုရင်ဒေဝရဲ့မင်းကလည်းအတက်နိုင်ဆုံးဖြောင်းပြတင်တာပေါ့ကွယ် ဘယ်နေလိမ့်မယ်ရှိရဲ့သူပြန်လိုက်ဖို့အတွက်ကျွန်တော်ချော့မော်ပြီးပြောပါသေးတယ်ဒါနဲ့ဗျာသူကဓမြတွေရဲ့မှိုင်းမိပြီးတော့ဘလို့မှနားမဝင်နောက်ဆုံးကျွန်တော်ကိုတတ်ဖို့ပါကြိုးစားတယ်ဟိုကျွန်တော်လဲရှောက်ရင်းတင်းရင်းနဲ့သူ့ဘာသူအလိုလိုကြောက်ထဲကြာသွားတာပါ တတိယတော့ဦးတော်တစားဖောက်တယ်ဆိုတော့ဘလုံးမလည်းမခံနိုင်အဘတို့ထင်ရတာဖြစ်ပါလိမ့်မယ် သူကိုယ်တိုင်လည်းဝန်ခံနေပဲတည်တည်အခုကဆရာကြီးရဲ့မြေပုံပြန်မရလိုက်တာပဲသူတနေရမှာပဲဖွက်ထားလားဒါမှမဟုတ်သူနဲ့ပဲအတူတူပါသွားလားဆိုတာဘယ်သူမှမသိနိုင်ဘူး မြေပုံကိစ္စရေးမကြည့်တော့ပါကွာဥတောင်းစီပါသွားတဲ့မြေပုံကတကယ်တော့အတူကွာ ကြာမြေပုံကအတူရဟုတ်လား ဟုတ်တယ်မြေပုံစီကငါကိုနဲ့မကွာတိမ်ထားတယ်ငါရဲ့အဖွဲထဲမှာတစ္ဆာပေါက်တယောက်ရှိမယ်လို့ငါတန်တရားဖြစ်လို့ဒီမြေပုံအတူနဲ့စမ်းတက်ကြည့်တယ်ရေမြေပုံခိုးတဲ့လူကဥတောင်းဖြစ်နေတာကို မ
င်းဆက်ကရှိရမြေကိုမရရတဲ့ဒီယူခဲ့တယ် မင်းဆက်ကမင်းတို့လူဖြစ်တယ်ဆိုတာမြင်မိတော့ပါဘူး ငါမှန်းတော့မသိပါဘူးသူ့အဖွဲ့ထဲမှာတချို့တယောက်ရှိတယ်ဆိုတာသူသိကံကောင်းရင်တော့ဦးတောင်းဆိုတဲ့ကောင်းလေးတစားခံဖြစ်သွားတယ် မင်းလည်းရင်ထက်ပုတ်ပြီးတတိထားပါမင်းကငါတို့လူမှန်တီးတော့စီစဉ်နေအားလုံးပြည့်စည်သွားပြီ စိတ်ချသမှာကွာမြေပုံငါတို့လက်ထဲကိုမရောက်မချင်းဒီလူကြီးမသိစေရပါဘူး အဲ့ဒါဆိုမင်းပါဆက်လို့စဉ်းစားတာလေ ခုလောလောဆယ်ဒီလူကြီးတွေးအေးသွားအောင်ခဏဆောင်ပါရသူလည်းငကနိုင်တာမရမချင်းလုပ်ငန်းစလို့ရမှာမဟုတ်ပါဘူးအဲ့ဒီမြေပုံအလွယ်တကူယူလို့မရရင်တိတ်တဆိတ်လောက်ကြံအဲ့လူကြီးပြည့်ရှင်းလိုက်မယ် ရှားပါရဲ့ရှင် မလေးတောက်ထဲလားအဖုံးမပါဘူးလားသူတို့ပြန်မနဲ့မင်းလေးတောက်တဲ့ခီးသွားစိတ်ဘူးလို့ ဟုတ်တယ်ခီကြီးကကောင်းတာမဟုတ်ဘူးမတော်လို့လူစိုးတွေများနေတယ်ခက်ကုန်မှာပေါ့ ကျမကိုခုလိုစိတ်ပူပေးရကျေးဇူးများတင်ပါတယ်ကျမလည်းအရေးကြီးကိစ္စရှိလို့အဖေါ်တွေကိုမဆောက်ပဲတယောက်တည်းထွက်လာခဲ့ရ မလေးကရမ်းဖော်ရရတော့ကိုးနဲ့ကလည်းခီးသွားပြီပါမလေးကခွင့်ပြုမယ်ဆိုရင်ကိုတို့ဖော်လို့ပြရတယ် ကောင်းတာပေါ့ရှင်လူဆိုးတများတွေရန်ရောအရှင်တို့ကကျမကိုကာကွယ်ပေးနိုင်မှာလား တိတ်ကောက်ွယ်ပေးနေတယ်ပေါ့ကိုတို့ကလည်းကိုခွင့်မညာတက်တယ်ဒုတ်ပဲလာလားဓားပဲလာလားမကြောက်ပါဘူး ဒီလူလွယ်လွယ်နဲ့တက်လို့ရရင်ပြန်လွှားမယ်စံနေဆိုတာဒီလောကမှာရှိမှာတော့မဟုတ် ဆိုင်ရှင်ခမင်းလာစားပါဦးအဲ့ဒီစားပါဟောရှင်တို့မြောက်ကဆုံးမကျမကိုလိုက်ပို့ပေးမယ်ဆို ကျွန်တော်မဲ့စရိမမသိလို့တော့ကုန်ပြီ ဟ
ဘာဖြစ်လို့ကိုကိုဒီလောက်စိတ်ဆင်းရဲခံနေရလဲသမီးလေးရဲ့တည်တော်သူကိုကြာရင်မေးတဲ့ခုဆိုရင်ဦးတောင်းတည်သွားတာ6လတောင်ကျော်နေပြီသမီးရဲ့ကိုစိတ်ကိုဖြေမပေါ့သမီးရဲ့ သမီးဘယ်လိုလုပ်ပြီးမေးနိုင်ပါလဲသမီးနဲ့ဦးလောင်းနဲ့ဟိုငယ်ငယ်လေးရဲ့အတူတူတော့အတူတူကစားပြီးတော့ကြီးပြင်းလာကြတာလေခုလိုမျိုးဆဆစစ်နဲ့ဦးလောင်းသမီးကိုခွဲသွားလိမ့်မယ်သမီးဘယ်တော့မှတွေးမထားခဲ့ဘူး ဒီလိုပဲပေါ့သမီးရဲ့တွေ့ကြဆုံကြခွဲခွာကြရတာဓမ္မတာပဲပေါ့သွားတဲ့လူကသွားနှင်ပြီဆိုတော့ကြံခဲ့တဲ့လူကလည်းကိုခီးကိုဆက်အောင်မှာပေါ့သမီးရဲ့ ဒါမဲ့ပေါ့မီဦးလောင်းခုလိုမျိုးဆဆစစ်နဲ့ခွဲခွာသွားတော့သမီးဘယ်လိုလုပ်ပြီးဒီဟာနဲ့ဖြေနိုင်မှာလဲပြီးတော့ဦးလောင်းခုလိုတည်ရတာသူမိသားစုပြောကမကင်းဘူးသမီးခံစားရတယ် အဲ့လိုလည်းမတွေးပါနဲ့သမီးရဲ့အမေတို့လည်းလာစဉ်လာတိုင်းဦးတောင်းအတွက်ကောင်းမှုကုသိုလ်လေးလုပ်ပေးနေတာပဲသူလည်းတာရုခေါ်နိုင်မှာပါကွယ် ဆရာကြီးစေးတောက်ချင်ရောက်ပါပြီ တမီးရမယ်သွားလို့လေ ဟိုဒေါ်လေးနဲ့ရွာတော့ပါသွားတယ်ဟိုအဲ့ဒါစေးတိုက်ဖို့ကျွန်တော်မှာခဲ့လို့ပါတန်းနေဒီဝါတို့နေရရွာတွေအေးချမ်းမှုရှိရလား ရွာတွေကိုဓမြတွေဝင်တော့သိမကြမိပါဘူးလမ်းဓမြတွေကတော့ကြုံလို့တိုက်နေကြတယ် ဒီလေအဲ့လောက်ထီတော့လေတို့ပဲတက်နိုင်ပါမလားအခုတော့မိုးညူလို့ဖွဲ့ရလဲညင်ကျက်တာကောင်းနေတယ် တရားကြီးရှိရမြေပုံရှိဖို့အတွက်ဘယ်လိုကြံစီလဲလည်းမသိဘူး ငါစီကမြေပုံကိုယူပဲပဲပါမလဲကွာ အဲ့လိုလဲအပိုင်တွက်လို့မရဘူးလေဆရာကြီးကရန်သူကိုအထင်သေးလို့ရှိရင်အခုချက်ချင်းလဲယူလို့ရ ဒီဝါဘယ်လိုပြောလိုက်လဲ ခမကြီးကိုဟုတ်လာပြီဆိုဘဝင်မြင့်မနေနဲ့လို့ပြောမပြေဘူးလား မင်းကငါ့ကိုရှော့တော့တယ်မင်းဆက်ကဆိုတဲ့ကောင်ကရန်သူကိုဘယ်တော့မှရှော့မတော့အဲ့ဒါကြောင့်လည်းငါအခုချိန်ထိတက်ရှိနေတာ ဘယ်လိုလုပ်သိတာလဲ မင်းဥတောင်းကိုလောက်ကြံကြတဲ့ကငါမင်းကိုတန်တရားရှိတယ်မင်းရွှေ့ကြတဲ့ခွက်ကလေးနဲ့လှနေတယ်ဟာခွက်ရှိတယ်ဆိုမင်းကိုမသိပါဘူးဒီဘယ်တော့လောက်ကြံမလဲဆိုတော့ငါစောင့်ကြည့်
ရာကြီးရဲ့ငကနိုင်ဓာတ်တိုင်းကျင့်စီအောင်ကျွန်တော်ကျင့်လို့အောင်မြင်ခဲ့ပါပြီဆရာကြီးကဘယ်သူဘယ်ဝါမှမသိဘူးလေကျွန်တော်ဆရာကြီးကိုအမြဲတမ်းယူသိလေးစားနေပါပါပြီးတော့ဆရာကြီးရဲ့ငကနိုင်ဓာတ်တိုင်းနဲ့ဟိုဒီငကနိုင်ဓာတ်တရားတဲ့ဘက်မှာပဲအသုံးချပါမယ်လို့ကျွန်တော်ကတိပေးပါတယ်ကြောင့်မင်းကငါပြောတာပေါ့ဒီဝါရဦးမင်းဆက်ကဆိုတဲ့လူကြီးကတိတ်လင်တယ်လို့ ငါလည်းအဲ့လိုဖြစ်မှာဆိုလို့အခုချိန်ထိအချိန်ဆွဲလာတာပေါ့ကွာဦးမင်းဆက်ကဦးတော်ကိစ္စမှာတည်းကငါလို့ထင်နေတာကွာ နေစမ်းမဦးတောင်းကိစ္စဆိုတာဘာပြောလဲ ဦးတော်ဆိုတာဦးမင်းဆက်ကအိမ်မှာခိုင်းတဲ့ကောင်လေးလေမြေပုံကိစ္စမှာငါ့ကိုအမှုပတ်မှာဆိုလို့သူ့ကိုခိုးလုံးလုပ်ပြီးငါထွက်ပြေးလာခဲ့တာ ဒါဆိုဦးတောင်းဘာဖြစ်တာလဲ ဦးတော်လားပေးပြီလေ ဟာဖျက်လိုက်တယ် ဘယ်လိုဖြစ်တာလဲစံနေရဲ့နေရလေအလန့်တကြားနဲ့ ဦးတောင်းဘာတက်လောက်တာလဲ ငါပဲတက်လိုက်တာလေငါကိစ္စမပေါ်အောင်လို့တော့နှုတ်ပိတ်လိုက်တာပေါ့ ဒီကနေရတော့ရက်ဆက်ပါလား နေရလေဟာလူတက်တာဘာဆန်းလို့လဲနေကြတော့လူမတက်ဘူးတာကြာနေတာပဲ အေးလူတက်တာမထူးဆန်းမိမယ်ဘာမှမသိနားမလဲတဲ့လူတစ်ယောက်တက်တာတော့နေတော်လို့ဒီဟာပြန်လို့မယ်ဘယ်လိုဖြစ်သွားတာလဲ မင်းကလေးတွေစိတ်ကတိတ်ပြီးစမ်းကြဲတယ်ကွာငါထင်ပြောရရင်မင်းတက်လိုက်တဲ့ဦးတောင်းဆိုတဲ့ကောင်လေးဟာစန်ဒီနဲ့ပတ်သက်မှုတစ်ခုရှိလိမ့်မယ်လို့ငါထင်တယ် အဲ့တော့မတက်နိုင်ဘူးကွာဦးတော်ကစံလေးလူဆိုတာငါသိမှမသိတာကိုမွန်းညိုခိုင်းတဲ့ကိစ္စမအောင်မြင်လို့စိတ်ညစ်ရတဲ့ထဲစံရက်တစ်မျိုးကွာ အဲ့လောက်ကြီးလဲစိတ်ညစ်မနေပါနဲ့ဒီဝါရကိုမိုးညူကအချင်းနေနဲ့ချင်းကောင်သုံးသက်တတ်ပါတယ်သူကနေတကာလက်လဲပြီးတွာလာနေကြဆိုတော့မင်းတို့ငါတို့ထက်ပို့ပြီးတော့အမြင်ကျပါတယ်ကွာ ကိုမွန်းညိုစခန်းရောက်လာလို့မြေပုံမရမှန်းသိရင်ငါ့ကိုအပြစ်ပေးတော့မှာပဲကွာ တခုတော့ရှိတယ်ဒီပါကိုမိုးညူပြန်မရောက်ခင်ဒီစခန်းတွေမင်းအလုပ်ကြီးတစ်ခုလုပ်ပြနိုင်တော့မင်းတို့အပြစ်ကတက်တာလိမ့်မယ်ငါမတည်ဘူးဆိုတာသိတယ်နေနဲ့အမိဘယ်လိုခံစားရမလဲငါပြန်လာချင်ပါတယ်တီတီဒါပေမဲ့ဆရာကြီးကငါ့ဘောထင်လွဲနေတာအခုငါပြန်လာလို့မရသေးဘူးငါအခုတိုင်းပညာတွေတက်လာပြီဆိုတာနင်သိတယ်နင်ဝမ်းသာပါလားငါတရားခံစစ်ကိုတွေ့အောင်ရှာမယ်ဆရာကြီးငါ့ဘောနားလည်လာပါမယ်ငါပြန်လာခဲ့တော့မယ် မ
စုတင်ပါရဲ့ရှင်အကိုသားရောက်မလာဆိုရင်ညီမတို့ရဲ့ညီမနှစ်ယောက်ဘဝမတွေးဝိစရာပါပဲညီမတို့ကလည်းမြို့တက်ပြီးစပားရောက်ပြီးပြန်လာပါဒီတမရငွေကိုယူအောင်တင်မကောင်းညီမတို့ဘဝကအတင်းအဓမ္မသိမ့်ပိုက်ဖို့ဖမ်းခေါ်လာပါရှင်ကိုတိုင်းပညာတကယ်တော်တာပဲနော်ဒီလိုတိုင်းပညာမျိုးတစ်ခါမှမတွေ့ခဲ့ဘူးဟုတ်တယ်နော်ဦးမေဆက်ကတိုင်းပညာတော့အကိုလောက်တော့မှမထင်ဘူး ညီမတို့ကဦးမဆက်ကသိလား သိတာဗောကိုရဲ့ဒီနေ့တဝက်မှာနာမည်ကြီးနေတဲ့တိုင်းဆရာကြီးလေ အဲ့ဒီဦးမဆက်ကကိုယ့်ရဲ့ဆရာပဲ ရှင်ဦးမေဆက်ကရဲ့တပည့်ဦးမေဆက်ကရဲ့တပည့်ရညီမတို့ရောခဏခဏတော့လာပါတယ်ဒါပေမဲ့အဲ့ဒီထဲမှာအကိုတခါမှတော့မတွေ့ဘူး ဟိုကျွန်တော်ကအိမ်မှာပဲအနေများလို့ပါ အော်ဆရာကြီးနော်ဦးမေဆက်ကတပည့်ထဲမှာဒီလောက်တော်မယ်တိုင်းဆရာပါမယ်လို့မထင်ခဲ့ဘူးတိုင်းဆရာကြီးဦးမေဆက်ကတော့အခုလိုတပည့်မျိုးရှိရခေါင်းကျင်းတဲ့ဆရာပါပဲ ညီမတို့ပြောသလိုဆရာကြီးကကျွန်တော်အတွက်ကောင်းကြီးရှင်းနေမယ်ဆိုရင်ဘယ်လောက်တောင်းကောင်းလိုက်လဲ ဖြစ်လို့လေကျမတို့ပြောတာအမှားပါပါလို့ မပါပါဘူးဟိုဆရာကြီးကြောင့်ပြောရင်းနဲ့ဆရာကြီးခိုင်းထားတဲ့အလုပ်တစ်ခုသတိရပါလို့ပါဟိုညီမတို့လည်းရွာကိုအချိန်မီပြန်ရလေကြော်ကြမှုချုပ်တော့မယ်အခုလည်းတော့ကုန်ပြီနော် တကယ်တော့ဥတောင်းပေါ်အဖတို့အမြင်မှားမကြည့်ဒီဒေဝစကားကိုနားယောင်ခဲ့လို့အားလုံးဒုက္ခရောက်တော့မလို့ အဲ့ဒါကြောင့်မလို့ဘာလို့သမီးပြောတာပေါ့ဦးထောင်ကအဖတို့ထင်တယ်လို့မျိုးမဟုတ်ပါဘူးလို့ ဟုတ်ပါတယ်သမီးရဲ့ဘာတောင်းမှပါတယ်ဒီဒေဝစကားကြောင့်ဥတောင်းကြောက်သေးကြသွားတယ်ဆိုတဲ့သတင်းကြားကြရဒါမယူသားဘူးဆိုတာဘာရိပ်မိတယ် အဲ့ဒီချိန်တွေကလေအဲ့လူယုံမာဒီဝါကိုတက်ပစ်ခဲ့ဖို့ကောင်းလား အဲ့ဒီချိန်တုန်းကတော့တန်တရားရှိတယ်ဆိုပေမဲ့မတိကြသေးဘူးလေသမီးရဲ့ဒီဒေဝဆိုတဲ့ကောင်ကလည်းအနေထိုင်ပြီးတော့သူလှုပ်တာဟုတ်မှဟုတ်ပါမလားလို့အဖဇဝေးစွာဖြစ်မိတယ် လူယုံမာဒီဝါတင်းကြောင်မလို့လေဦးထောင်ကမသေးတဲ့မယ်နဲ့တည်ရတာအဲ့လူယုံမာကောင်လေတနေ့ကျရင်သမီးလက်နဲ့တက်ဖြတ်အောင်တက်မယ် အိုးသမီးလေးရဲ့တတ်မဖြတ်မယ်ဆိုတဲ့စကားတွေကိုမပြောပါနဲ့မင်းမကြားရဲလို့ပါကွယ်ဟော ကဲပါကွယ်စိတ်ပင်မခံပါနဲ့သမီးရဲ့မကောင်းတဲ့လူကမကောင်းတယ်လို့ဇာတင်းသွားပါပါတရားကိုနှက်ဆောင်ပါတယ် ဦးတောင်းလေးခင်ဗျာလည်းတနာပါတယ်ဝီကျွေးလိုပဲသဘောထားရတော့မှာပေါ့လေဒီအချိန်ဒီလိုဖြစ်မယ်လို့ကံပါလာတော့လေဘယ်ရှောင်လဲလို့ရပါမလဲ အော်မင်းတို့တခုပြောအောင်မယ်ငါစိတ်ထဲမှာဥတောင်းလေးမတည်သေးဘူးဆိုတာသိနေတယ်လို့ပဲ အဖတကယ်ပြောလာရင် ဘာစီရဲထင်တာကိုပြောတာပါကွယ်မှန်ချင်းမှလည်းမှန်လိမ့်မှာပေါ့ထားစမ်းပါလားဘာကိစ္စရှိလို့ ဆရာကြီးမနေ့ကကြာရင်ဈေးပင်ကုန်းရောက်ဓမြဝင်မယ်လို့တရင်ကြလို့ဆရာကြီးကိုလာပြီးတောင်းကြအောင် အာဒီဓမြတွေတော်တော်တင့်ရဲပါလားရတယ်ငါတို့ပြလွတ်လိုက်မှာဒီကောင်တွေမှတ်လောက်တားလောက်ဆုံးမခိုင်းနေမှာ ဟုတ်ကဲ့ပါဆရာကြီးအော်ကျွန်တော်ပြန်ဝင်ပြပါဦး ဟဲ့အောင်ဒီဝလက်ဆက်သက်တော့မင်းမဲဦး ငါမင်းတို့မတက်ချင်မင်းတို့အသက်မသေးခြင်းဘူးဆိုရင်နောက်ဆုံးနေတယ် မင်းကသက်စာပေါ့ဆရာကြီးရဲ့ကျေးဇူးကိုမှမထောက်ဒီနေ့မင်းနဲ့ငါဆင်းရှင်း ငါတစ္ဆာမမဟုတ်ဘူးငါအစိုးရကိုမိုးညိုရဲ့လူပဲငါအဖွဲပေါ်ငါတစ္ဆာရှိတာ သူရုံမှာငါတို့ရှိနေသေးတော့ဒီအောင်မတိလို့မရဘူး အဲ့ဒါဆိုရင်လည်းမင်းတို့ရှင်းပြဖို့ပဲရှိတာ
င်းတို့တိုင်းပညာငါသင်ပေးခဲ့တာမင်းတို့ကငါရဲ့စိတ်ပဲမဟုတ်မင်းနိုင်နေဆိုလဲငါတို့တဲ့တက်လာဒါပေမဲ့မင်းဆရာကြီးကတော့ခွင့်လို့မှာမဟုတ် ခွင့်မလို့တော့ငါဂယူးဆိုင်ဦးမင်းဆက်ကတိုင်းပညာဘလောက်ကောင်းကောင်းသူ့တပည့်တွေထဲမှာအရေးချင်းရှိတဲ့လူမရှိပါဘူးကဲငါအခုရွာထဲဝင်မယ်ဦးမင်းဆက်ကတပည့်တွေထဲမှာငါနဲ့လက်ရုံးရေးတူတဲ့သူဘသူရှိတယ်လဲ ငါကြံသေးတယ် ဦးတော့မင်းမသိဘူးနော် မင်းပို့တဲ့မြစ်တာကြီးငါခုချိန်ထိသက်ရှင်နေ မင်းတော်အသက်ပြင်းနေကောင်လေအေးမင်းဒီတစ်ခါသေပြီလို့တတ်မှတ်လိုက်တော့ မင်းငါ့ကိုတက်ချင်တယ်ဆိုရင်အရင်တော့မလွယ်တော့တော်တော်ကြိုးစားတယ် မင်းကငါ့ကိုစိတ်ခေါ်ရရမင်းမှာဘာအစွမ်းစားတွေရှိတာလဲဆိုကြည့်ရဟဲ့အကောင်ရှင်းလာကွာပြာမင်းရဲ့တိုင်းပညာတော်တော်တိုးတက်လာပါလား လောကကြီးမှာဘယ်ရာမှတသက်မှတ်တယ်မရှိဘူးတရားသဘောတွေကိုမင်းနားမလဲပါဘူးကွာဘယ်နားလဲမလဲမင်းကစာမမဖတ် မင်းလက်ထက်ဒါ မင်းကြားဘူးမှာငကနိုင်တာ ဘာနကနိုင်တာဟုတ်လားဟန်ကြလိုက်တာကွာအဲ့ဒီဓာတ်ကိုငါရှာနေတာကြာပြီအဲ့ဒါငါ့ကိုပေးတာ မင်းသိပ်ပြီးစိတ်မှန်တော့နေတူတယ်မင်းဒီသားကိုလိုချင်တယ်ဟုတ်လားဒီသားကိုလိုချင်တယ်ဆိုရင်မင်းငါဆရာနေရအောင်ယူကြည့်အေးနောက်တစ်ခါလူတွေကိုထပ်ပြီးဒုက္ခပေးမယ်ငါရဲ့ငကနိုင်တာခွင့်လွတ်မှာမဟုတ်ဘူးနော် ရောက်လေနည်းနည်းလေးဘလို့ဦးတောင်းမသိဘူးဟလား ဟုတ်တယ်ဆရာကြီးမတည်တဲ့အပြင်သူ့ရဲ့တိုင်းပညာလေအမခန်းလောက်အစ်မြင့်လာတယ် သူ့လက်ထဲမှာလည်းငကနိုင်ဓာတ်ကိုတွေးလိုက်ရတယ်ဆရာကြီး ငကနိုင်ဓာတ်ငကနိုင်ဓာတ်ဆိုတော့မင်းတို့ဘလို့သိလဲ သူပြောတာပဲဆရာကြီးသူ့လက်ထက်ကဒါတခြားဓာတ်နဲ့မတူတော်တော်ထူးခြားတယ်သူသုံးပြသွားတဲ့ဓာတ်ခွက်ကလည်းကြောက်စရာကောင်းတယ်ဒေဝါတို့တိုက်ခတ်နေရမယ်ကြောင်ကြောက်ကိုကစားနေတယ်လို့ပဲ ဟုတ်ဝမ်းသာလိုက်တာဟိုအဘထင်တာကြီးမှန်နေပြီပေါ့နော်အဘဟိုဦးရောင်းမတည်သေးဘူးဆိုရင်လေဟိုဦးရောင်းကိုတမီးတို့လိုက်ရှာပြီးတော့ပြန်ခေါ်အောင်တော့ဗျ ဘာလဲပြန်ခေါ်ချင်တာဟောသမီးရဲ့ဒါပေမဲ့ဒီကလေးကဘာလို့စိတ်နာသွားပြီလားမသိပဲ ။အော်မဟုတ်တော့ပါဘူးကိုဆက်ကရဲ့ဥတောင်းလေးကိုကြည့်ရတာလေရှင်စိတ်ဆုံးမပြေသေးဘူးလို့ထင်ပြီးမလာရဲတာဖြစ်ပါလိမ့်မယ်ရှင် အဲ့လိုဖြစ်ရင်တော့ကောင်းတာပေါ့မိမရဲ့အခုတော့ဦးတော်ဟာတိုင်းပညာကြီးအရန်တက်ပြီးတော့မကောင်းတဲ့လူတွေနဲ့တွေ့ပြီးလမ်းမလိုက်တော့မှစိုးရိမ်နေတာဖြစ်ပါဦးလေဒီကလေးကိုငါကိုယ်တိုင်လိုက်ခေါ်မှဖြစ်မှာပါ မ
တွေ့ရတော့ကြာပြီကျုပ်ကိုမမိပါနော် မှတ်မိပါတယ်ဗျာခင်ဗျာကျေးဇူးတွေကကျွန်တော်ပေါ်မှာရှိခဲ့တာပဲ မင်းရဲ့လမ်းလျှောက်ပုံကိုကြည့်ရဒီတော့ထဲမှာတိုင်းပညာတွေတော်တော်တိုးတက်လာပုံပဲ ဟုတ်တယ်ဗျာမထင်မှတ်ဖက်နဲ့ဓာတ်တစ်ချောင်းနဲ့တိုင်းလေးကျင့်ခွင့်မှရခဲ့တယ် ကောင်းတယ်ကွာကောင်းတယ်မင်းကအခုဆိုရင်ငါခံမှန်းခဲ့တဲ့အတိုင်းအစင်မြင့်တိုင်းသမားတစ်ယောက်ဖြစ်လာခဲ့ပြီ ကျွန်တော်ကအခုလိုစေနာထားပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ် နိုင်ထားလိုက်ပါအခုမင်းရဲ့တိုင်းပညာတွေဘယ်လောက်တိုးတက်လာသလဲဆိုတာစမ်းကြည့်ကြရပါကျုပ်လည်းဘုသူတရားရတာဟုတ်ကဲ့ကျွန်တော်ကိုတက်ညာပေးပါ ကောင်းတဲ့ဓာတ်တိုင်းပဲငါကြီးနဲ့နဲ့ကိုရှောင်ပေးပါတယ် အဲ့လောက်လည်းမဟုတ်ပါဘူးဗျာခင်ဗျာကျွန်တော်ကိုညာလိုက်လို့ အားဖြစ်ရှုံးတာပဲပေါ့ကွာမဟုတ်မှလွယ်ရောအဲ့လောက်စင်မြင့်တဲ့ဓာတ်တိုင်းကနိုင်ဓာတ်တိုင်းပဲဖြစ်ရမယ် ဟုတ်ခင်ဗျာငကနိုင်ဓာတ်တိုင်းကိုတည်တယ်ဟုတ်လားဟောဒါနဲ့ခင်ဗျာနဲ့ကျွန်တော်နဲ့ဟိုတစ်ခါတွေ့လိုက်တော့ကလည်းခင်ဗျာရဲ့နာမည်မမေးလိုက်ဘူးခင်ဗျာနာမည်ဘယ်လိုခေါ်လဲမသိဘူး ငါနာမည်ကမိုးညို ဒါဆိုလူစိုးဓမြခေါင်းဆောင်ကြီးမိုးညိုဆိုတာ လူတိုင်းကငါနာမည်ကြားလိုက်တာနဲ့လူစိုးဓမြဆိုတဲ့ဘွယ်တက်ပေးပြီးတာပဲ ခင်ဗျာဓမြအဖွဲ့ရဲ့ခေါင်းဆောင်မဟုတ်ဘူးလားဓမြအဖွဲ့ခေါင်းဆောင်ဆိုမှတော့လူစိုးလို့ပြောကြမှာပေါ့ ဓမြခေါင်းဆောင်ဆိုတာနဲ့ပဲလူစိုးလို့ပြောလို့ရပြီဟုတ်ပြီလေအဲ့ဆိုမင်းကငါမေးအောင်လူစိုးနဲ့လူကောင်းမင်းဘယ်လိုခွဲကြလဲ လူတွေကိုဒုက္ခပေးတဲ့လူကလူစိုးပေါ့ဗျာ မင်းပြောသလိုဆိုရင်လူကောင်းလို့အမိခံထားတဲ့လူတွေရောလူတွေကိုဒုက္ခမပေးဘူး ဟုတ်ကဲ့လေလူကောင်းဆိုမှတော့လူတွေကိုဘလို့ဒုက္ခပေးမှာလဲ ရှေးခေတ်ကစစ်ဘရင်နဲ့စစ်သူကြီးတွေတိုင်းပြည်တစ်ပြည်နဲ့တစ်ပြည်ကိုတိမ့်ပိုက်ဖို့အတွက်လူကောင်းများစွာရဲ့အသက်ကိုတည်ရိုးရာတွေကိုတိုက်ခိုက်နေအဲ့ဒီလူတွေကိုမင်းကလူဆိုးလို့ဆိုလို့ခြင်း ခင်ဗျာအဲ့ဒါတော့ မင်းမဖြေတတ်တော့ဘူးမလားလောကမှာလူတွေကအတ္တသမားတွေကြီးပဲကိုနဲ့ယက်တိကြခြင်းတူတဲ့လူကလူကောင်းယက်တိကြခြင်းတူတဲ့လူကလူဆိုးဆိုပြီးတတ်မှတ်ကြ ခင်ဗျာပြောရလဲစဉ်းစားစရာပဲဟိုကျွန်တော်အမြင်ပြောရမယ်ဆိုရင်ခင်ဗျာလူစိုးတယောက်နဲ့လည်းမတူဘူးဒါပေမဲ့ကျွန်တော်ငငယ်လေးနဲ့ကြီးပြင်းခဲ့တဲ့ပတ်ဝန်းကျင်ကခင်ဗျာကိုလူစိုးလို့ပဲထင်နေကြတာ လောကမှာလူဆိုးနဲ့လူယုံမာဆိုပြီးနှစ်မျိုးရှိတယ်လူဆိုးဆိုတာတော့သိတာပေါ့ကွာဟေးလူယုံမာဆိုတော့မသိတာမင်းသိထားရမှာကလူယုံမာဆိုတာလူဆိုးထက်ပိုပြီးကြောက်ဖို့ကောင်းတယ်ကဲမတော်မယ် ခ
ခင်ဗျာငကနိုင်သားသမားဦးတောင်းလားဟုတ်ပါတယ်တွေ့ရတော့ဝမ်းသာရတာဗျာတက်တိုက်ဆိုင်ဟုတ်ဗျာခင်ဗျာအကြောင်းဝရလေးပြောနေတာခင်ဗျာတော့ရန်လေးစားတယ်ဗျာအဲ့လောက်ကြီးလည်းမဟုတ်ပါဘူးဗျာကျွန်တော်အညာတရပါဗျာအညာတရပါလေဗျာခင်ဗျာတယောက်တည်းတရားတစ်ဖွဲ့လုံးအနိုင်ကြီးလားဒီနေ့မှအကုန်လုံးသိတယ်ခင်ဗျာအကြောင်းကြားရခင်ဗျာနဲ့မိတ်ဆွေဖြစ်ချင်နေတာဗျာဟုတ်ကောင်းတာပါဗျာဟိုကျွန်တော်မှလည်းအခုချိန်ထိမိတ်ဆွေတယောက်မှမရှိသေးဘူးအခုတော့မိတ်ဆွေဖြစ်တဲ့အနေနဲ့တစ်ဖက်ရန်လေးတိုက်ပြနေဗျာဟုတ်ကဲ့ပါဆိုရင်ခင်ဗျားနဲ့ကျွန်တော်တို့ကမိတ်ဆွေတွေဖြစ်ကုန်ကြပြီပေါ့ကျွန်တော်တို့ကခင်ဗျားကိုတကယ်ခင်တာဗျခင်ဗျားကကျွန်တော်တို့ခင်ရလားဟာခင်ပါလေဗျခင်ပါလေအဲ့ဒါဆိုရင်ခင်ဗျားရဲ့ငကနိုင်တာကျုပ်ကိုပေးဟုတ်ခင်ဗျားတို့ကတော်တော်ပြောတတ်တယ်နော်ပြောတတ်တာမဟုတ်ဘူးခင်ဗျားဒါကိုတကယ်တောင်းတယ်ခင်ဗျားတို့အတီးပြောနေရလားဒါလေမင်းကမပေးချင်ဘူးလားမင်းမပေးချင်ငါတို့ဘာသာငါတို့ယူဘာမှလှုပ်ရှားဖို့မကြိုးစားနဲ့တော့မင်းကတောက်တဲ့ရင်နွေးချမ်းထဲမှာအစိတ်တွေပါတယ်ခင်ဗျားတို့တော်တော်ရုံမာတာပဲရုံမာတယ်ဆိုရင်ပြောတယ်ဆရာကတောင်းပန်ပါတယ်ကိုမုန်းညိုခိုင်းခဲ့တဲ့ကိစ္စကိုကျွန်တော်အောင်မြင်အောင်မလုပ်နိုင်ခဲ့ဘူးမင်းလည်းတနိုင်ကတော့ကြိုးစားခဲ့တာပဲအမေခွန်းတော့ပါဒီလိုတင်ပါလေဗျာနောက်တစ်ခါအဲ့လိုမဖြစ်အောင်ကြိုးစားပါမယ်လို့ကျွန်တော်ကတိပေးပါတယ်ယောက်ျားဆိုတာလွယ်နဲ့ကလေးမပေးရဘူးကလေးပေးပြီးဆိုရင်လည်းတက်နဲ့ရင်ပြီးစောင့်ထိန်ရတယ်အဲ့ဒါကိုမင်းနားလဲနော်ဟုတ်ကဲ့နားလဲပါတယ်ကိုမုန်းညိုတာခိုင်းလိုက်ပါကျွန်တော်အသက်ဆုံးမဝင်မလေးပါဘူးကောင်းပြီလေဒီကမင်းစကားမင်းမှတ်ထားဦးမင်းဆက်ကစီရမြေပုံကိုကျုပ်တို့အင်အားနဲ့လူယူနေမကောင်းလားအဲ့လိုလုပ်မယ်ဆိုရင်မိုင်မဲရကြမှာပေါ့ဦးမင်းဆက်ကရဲ့တိုင်းပညာစင်တန်းဘယ်လောက်ထိမြင့်နေဆိုဘူးမှမခံမနိုင်တာငါတို့တွေကမြေပုံရဖို့ခွင့်ရနေသွားပြီဆိုပေမဲ့ငကနိုင်သားရဖို့တော့ခွင့်ရရှိနေပါလေဟုတ်တယ်ကိုမုန်းညိုငကနိုင်တာကဦးလောင်းလက်ထဲကိုရောက်သွားပြီဆိုတော့ကျွန်တော်တို့ဝိုင်းပြီးတိုက်ခိုက်လို့ရှိရင်ဒီကောင်မခံနိုင်တော့ပါဘူးမင်းတို့ကောင်တွေကအားရှိလက်ယုံအားကိုးဖို့ပဲစဉ်းစားနေကြတယ်အင်းအားဆိုတာလက်ဟတ်တံမဖြုံးတိရဘူးကွာငကနိုင်သားကိုရဖို့ဆိုရင်တော့ဥထောင်းကိုတိုက်ခိုက်မှာပဲဖြစ်မှာပေါ့ကွန်မွန်တိုက်ခိုက်ဖို့မလိုပါဘူးကွာခုဆိုရင်စန်ဒီယာဥထောင်းသားမှာရှိတယ်စန်ဒီတာဥထောင်းကိုစီးယုံနိုင်မယ်ဆိုရင်ငကနိုင်သားလည်းရငါတို့အဖွဲ့အတွက်ဥထောင်းလို့အစ်မြင့်တိုင်းသမားတယောက်လည်းထပ်ပြီးရတာပေါ့ကွာငါ့ကိုကြရနှစ်ချိန်ရှိပြီလားဒီတစ်ခေါက်ပြန်တွေ့ရတာရှင်ရဲ့တိုင်းပညာတော်တော်တိုးတက်လာပုံရတယ်ဒါပေမဲ့လူတွေရဲ့ကောက်ကျစ်မှုကိုတော့ရှင်ကျော်လွှားနိုင်မှမရသေးဘူးမင်းကိုမုန်းညိုပြောသလိုပဲလောကကြီးကတော်တော်ကိုဟန်ဆောင်လင်းညာမှုတွေများတာပဲဒါအခုမှအစပဲရှိသေးတယ်ရှင်လက်ထဲမှာငကနိုင်တာရှိနေသည်၍
ရှင်အေးစစ်စစ်နေလို့ရမှာမဟုတ် လူတွေကဘာဖြစ်လို့ဒီငကနိုင်သားကိုပဲလိုချင်နေကြတာလဲ နဂနိုင်တဲ့လက်ထဲမှာရှိနေတိုင်းလောကမှာလက်မထောင်နိုင်မယ်နောက်တစ်ခုကပုံမြင်လိုတန်းနိုင်လိုပါပဲပြီးတော့အဲ့ဒီနဂနိုင်သားနဲ့ငကားယူတက်ပြီးငကားအမြုပ်တီယူလို့ရတယ်လို့လေဆိုပြီးစကားရှိ ငကားမျိုးတွေရလို့ရှင်ဘာလို့ရလဲ အဲ့ငကားအမြုပ်တီကကာယတိတ်တီပြီးရင်ပြီးတော့တေကန်နီးလူမမဟုတ်တော့အသက်ပြန်ရှောင်ကုလို့ရတယ်လို့ကြားဘူးလား ငါကတော့အဲ့ဒါကိုမသိဘူးငါကြောက်တဲ့ပြုတ်ကြပါပဲကိုကြီးတကူတွေကအယူစုနာမှာဒီသားကိုတွေ့တယ် ကျမတည်တလောက်ငကနိုင်တိုင်းရဲ့အကြောင်းပြောပြမယ်ဟိုးလုံခဲ့တဲ့အနည်း20လောက်ကအဲ့ဒီဓာတ်ပိုင်ရှင်မင်းရှင်ဆိုတဲ့တစ္ဆာဖတ်တော်ဓာတ်သမားတစ်ယောက်ပဲသူနဲ့အပြန်တန်မောင်းဆိုတဲ့လူဆိုးကြီးတစ်ယောက်လည်းပေါ်ထွက်ခဲ့တယ်တနေ့တော့သူတို့နှစ်ယောက်အပြင်းထန်တိုက်ခိုက်ကြရင်အခုချိန်ထိသတင်းအစအနပျောက်သွားခဲ့တယ်ဟိုရှင်တွေ့ခဲ့တယ်ဆိုတဲ့ကြောက်ထဲကအယူစုကလည်းကျမထင်တာတစ္ဆာဖတ်တော်ဓာတ်သမားမင်းရှင်ရဲ့အယူစုပဲဖြစ်နိုင်တယ် လူတွေကဒီသားကိုပဲလိုချင်နေကြတာဒီသားကြောင့်လည်းဘာမှမသိကြဘူးဒီသားငကနိုင်ဓာတ်တိုင်းကျင့်စဉ်ကိုအောင်မြင်ထားလို့ရှိရင်ဒီသားအတန်မှန်တာပဲ ရှင်ကောင်းတာပေါ့ဓာတ်သမားကြီးမင်းရှင်နဲ့ရှင်ရေးစက်ရှိလို့ပဲနဲ့တူတယ်ပြီးတော့ဓာတ်သမားကြီးမင်းရှင်ကလည်းသူ့ရဲ့အတိုင်းပညာတွေရှင်ကိုပေးလိုက်ရတဲ့အတွက်ကျင့်နေနေမှာပါအဲ့လိုက်ထားလိုက်ပါတော့ဒါနဲ့ရှင်ကမပြောင်းလားရှင်ကောင်မလေးကရှင်ကိုပြောနေရောမယ် မကောင်မလေးဆိုတာဘသူ့ကိုပြောရလဲ ဦးမစ္စကရဲ့သမီး တီတီကိုပြောနေတူတယ်တီတီကငါနဲ့ငယ်ငယ်လေးရတိုင်းကြီးပြင်းလာခဲ့တာငါရဲ့ညီမလေးတယောက်လိုပဲသူ့ကိုချစ်တာ ဘာမှသွေးမတော်သားမဆက်ပင်နဲ့ညီမလေးတယောက်လိုချစ်တယ်ဆိုတော့ကျမတော့ယုံပါဘူး မင်းယုံတာမယုံတာတော့ငါနဲ့မဆိုင်ဘူးဒါပေမဲ့ငါမှသိချရတဲ့ကောင်မလေးတယောက်ရှိတယ် ရှင်ကျမစိတ်ဝင်စားသွားရင်သိခွင့်ရမယ်ဆိုရင်သိချင်ပါတယ် သူနဲ့ငါနဲ့အမှန်မထင်တွေ့ခဲ့တာပြီးတော့သူနဲ့ငါနဲ့ဘယ်တော့မှပြန်မဆုံနိုင်ဘူးလို့ထင်ထားတာအခုသူနဲ့ငါနဲ့ပြန်ဆုံနေရတယ် အဲ့ဒါဘာတူလဲ ပြန်လွားမယ်စံနီးဆိုတဲ့လူဆိုးမှပဲ ရှင်ရှင်ကဒါမျိုးကြလဲမယူပါလားရှင်လည်းလူဆိုးပဲ ပြန်လွားမယ်စံတီမင်းဥတောင်းကိုအဲ့လိုနီးနဲ့စီးုံတာတော့ကောင်းမင်းကမိုးယုံပြောလိုက်ဒီလိုနီးနဲ့စီးုံပြီးတော့ဓာတ်ကိုရောက်နေတာတိတ်အောက်တန်းကြတယ်လို့ကြားလား ဒီမှာဦးမြတ်ဆက်ကရှင်ကျမမဆောင်အားနဲ့နော် ကျင်းတော့ကျင်းတတ်ဘူးလားမင်းရဲ့ပြစ်ပလို့တဲ့ဓာတ်ချက်ကြီးကငါကလကားပဲဘာမှတော့မဝင်ဘူးဟဲ့ဟဲ့ဒီဝတ်စကားနားကြောင်ပြီးတော့မင်းပေါ်ထလွှဲမိတာစိတ်တောင်းပါနဲ့နော်စိတ်ဟိုတကယ်စိတ်ဒါဆိုကျွန်တော်ခွတ်ခွတ်လို့ဆရာကြီးကတိတိချင်းလိုက်လာတာပေါ့သားရဲ့ကဲဆရာကြီးမင်းဒီတိုင်းပညာလူအလွဲသုံးပြီးတော့လူစုတစ်ပြက်ကြီးပေါက်နေတာဆိုလို့အမလီအခုတော့တိလိုက်ရပြီလက်မတင်လေအမလီတော်သေးတာပေါ့ကွာကဲဦးရာရှင်ပြန်လိုက်တော့မှာလားရှင်ကုနာပြောခဲ့တဲ့စကားတွေအတွက်ရှင်ဘယ်လိုတောင်းမရှုံးပါလဲစန်ဒီမင်းတော်တော်ရှင်းမရှိတဲ့မိန်းမပဲမင်းငါရှိမှတော့ငါတပည့်ကိုဖျားရောက်တဲ့စကားတွေပြောနေတာဒီထပ်ပြောလိုက်ငါဆိုးမဆိုးနဲ့နော်အားလေဒီလိုမိန်းမရဲ့စကားမျိုးတော့မယုံနဲ့မင်းဘာတော့မဲအမလီအားလေမင်းအမေနဲ့လေဒီမလေးတီရီမျိုးစောင့်နေနော်အဲ့လိုကနော်ဆန်မပြန်လိုက်တော့လဲနင်းနဲ့ငါလည်းကံမကုန်တော့ပြန်ဆုံးရသေးတယ်
ပါလာတယ်ဆိုတော့ထွက်ကြည့်ကြပါဦး ဦးရာမင်းတကယ်မသိဘူးနော် မသိလို့ပြန်လာတာပေါ့ဒီ လူလေးရဲ့လူလေးကိုတူတူပြန်တွေ့ရတယ်အမေဖြစ်ဝမ်းသာတော့မဆုံးဘူးကွယ်တကယ်ပဲ ဦးရာဟိုနေ့ရဲ့တိုင်းပညာအရန်ကိုတိုးတက်လာတယ်ဆို အေးဟာငါလည်းကြောက်ထက်ကနေပြန်မတက်နိုင်တာနဲ့မထူပါဘူးဆိုပြီးတော့ဟိုကြောက်အောက်ချေကလှိုင်ကူတွေကငကနိုင်ဓာတ်တိုင်းကျင့်စေအောင်ကျင့်လိုက်တာ ဟိုဒါဆိုမင်းကိုကြောက်တဲ့ကြောက်လုပ်ခဲ့တဲ့ဒီဘဝကိုကျေးဇူးတင်သိမ့် ဒီလိုပဲဖြစ်ရမှာပေါ့လူလေးရဲ့စိတ်ထားမှန်တဲ့လူဆိုနတ်ကောင်းနတ်မြတ်တွေကဒီလိုပဲမဆတာပဲ ငါတို့ငကနိုင်ဓာတ်ကိုရှာရကြားလာပြီတွေ့မယ်တွေ့တော့လေလူလေးလက်ထဲရောက်နေတာဟုတ်ကဲငါတို့ငကားမရီရှာဖို့အစီအစဉ်ကိုစလို့ရပြီပေါ့ အဲ့ဒီငကားမတွေကဟိုကားသိတိပြီးတယ်ဆိုဆရာကြီး လူတွေရဲ့အသက်ကိုလည်းကယ်နိုင်တယ်ကာယသိတိပြီးတာမပြီးတော့ငါအားမပေးဘူးတိုင်းသမားတယောက်ဟာသိတိမဟိတိနောက်ကိုလိုက်ရင်သူတိုင်းပညာတင်ခြင်းစိတ်ပျောက်သွားတတ်တယ် ဟုတ်တယ်ဟိုအဆောင်တို့လက်ဖွဲ့တို့ဆိုတာဟိုပညာလောက်စိတ်မချပါဘူးအဲ့ဒါတော့ကျွန်တော်လက်ခံတယ် မင်းတော်တယ်ငါတို့ဒီငကားအမရီကိုလိုချင်နေဆိုတာတဲ့ပြစ်မဲ့တဲ့လူတွေရဲ့အသက်ကိုကယ်တင်ခြင်းလို့ဒီပစ္စည်းသာမတမာတဲ့လူတွေရဲ့လက်ထဲရောက်သွားမယ်ဆိုရင်အားလုံးဒုက္ခရောက်သွားနိုင်တယ်အဲဒါကြောင့်မလို့သူတို့ရဲ့လက်ဦးမှုရအောင်ယူရမယ်သိကောင်းတဲ့ဓာတ်တိုင်းပဲ ဟိုကျွန်တော်ဓာတ်တိုင်းကလိုအပ်တာလေးရှင်းတယ်ပြုပြင်ပေးပါအောင်ဆရာကြီး ငကနိုင်ဓာတ်တိုင်းဟာပြုတ်ပြင်စရာမလိုတော့ကောင်းမှုပြီးသားပါလေလေငါလည်းတက်ကြည့်နောက်ဆိုရင်ရရေးရွာရေးကိစ္စမင်းမဲ့အားကိုရတော့ စိတ်ချပါဆရာကြီးဟိုကျွန်တော်ကြောင့်ဆရာကြီးစိတ်မပြေဆရာပါ ဟုတ်လူလေးဟိုဒီငကနိုင်ဓာတ်ကိုဘာခဏပေးရှိပါလားဟိုကင်မှုတွေရှိအောင်လို့ကင်ကြည့်ကြည့်လို့ပါကွာ ရပါဆရာကြီး ဓာတ်ကောင်းဓာတ်မြတ်ပဲဒီလိုဓာတ်မျိုးကသူ့ရဲကောင်းနေတယ်မှာတင့်တော်တာဥပမာငါလိုမျိုးပေါ့ကွာ ဆရာကြီးကျွန်တော်ဘာဖြစ်လို့မလဲဆရာကြီး ငါတိတ်လိုချင်တဲ့ငကတိုင်းဓာတ်မင်းလက်ထက်မှာရှိတာကွာအပြစ်ပေါ့ကွာ ဆရာကြီးလိုချင်တယ်ဆိုရင်ပြောပါဆရာကြီးကျွန်တော်ကိုဘယ်လိုမလုပ်ရမလို့ပါဘူးကျွန်တော်ပေးမှာပေါ့ လုပ်ရမယ်လောက်ကုန်လုပ်ရမယ်မင်းရဲ့တိုင်းပညာကြီးအရာဆင်းမြင်နေပြီမင်းအခုကလေးမရှိရင်တနေ့ငါ့ကိုကောင်းကောင်းဒုက္ခပေးနိုင်တယ် 什么巴拉嘞？什么巴拉嘞？ ဟလာနင်းနဲ့မဆိုင်ဘူးခဲ့တာ 当然不行，当然不行，把路连我过来了嘞。 ဒီကောင်ကတော်တယ်လာကြပါနောက်ဆက်ပဲတော့ဒီကောင်တတ်မှဖြစ်မယ်မဖေးလား 哦，当然不，当然不行，这把心里面心路没有，老外带了没有这样子。当然了。 ဟလာမပြောရမပြောတာ 当然不行，当然不行，当然不。 မပြောပါ အဲ့ဒါပြီးတော့မင်းကိုတတ်မယ် ဟ
တော်လက်ချက်ပေါ်သမီးရဲ့ဒီကောင်ခွေးပြီးကောင်ကြီးတော့ဆုံးအမမြေပေါ်လာခိုးတာလေအဲ့ဒါကြားရသမီးအမေကဒဇာကဖြစ်သွားတာဒီကောင်တော်မရဲနေကောင်ပဲဒီကောင်လိုက်တယ်မကြိုက်ရငါရဲ့လိုက်ကြမလို့ဒီကောင်နဲ့အရေးကြီးတဲ့ကိစ္စငါသာရှိတယ်ငါပါတက်ကနိုင်ဓာရနေမလာကိုဒီချိုးပြီးတော့လေဒုက္ခကြီးဆောက်ထွက်မယ်မစ္စကဘာဖြစ်လို့ကူလို့လှုပ်လိုက်တယ်ဆိုတာတော့မှနားမလဲငါပြောခဲ့တယ်လို့ပဲပေါ့ရုံမာတဲ့သူဆိုတာဘယ်တော့မှတိတာအောင်လေဦးမင်းစကားဆိုရလို့တော်တော်အချမ်းကြီးရဲ့လူပဲသူကတစ်ချိန်ကလူစိုးတမျှကြီးတန်မောင်းဆိုတာသူမှမသိအောင်ရကျိုးရကျိုးတွေတဲဖို့ပြပြီးသူတော့ခိုင်းအောင်ဆောင်နေတယ်ဒါဆိုရင်ဦးမင်းစကဓမြဖို့တန်မောင်းပေါ့ဟုတ်တယ်ကျုပ်တို့တောင်မှခုမှသိရတာဒီလူကြီးကအရင်ကတိတ်ကြောက်စရာကောင်းတဲ့ဓမြကြီးဖြစ်ခဲ့တယ်ဆိုတာသူ့မိသားစုတွေမသိအောင်တောင်မှဖုံးဖိနိုင်ခဲ့တယ်ဗျာမယုံနိုင်စရာပဲဗျာလူတွေအဲ့လောက်တောင်ကောက်ကျစ်တတ်ကြတာလားဗျာလူစိုးနဲ့လူကောင်းဆိုတာတကယ်တမ်းခွဲခြားဖို့ခက်ပါလေအတွင်းကြလေးလာကြည့်တော့မှသိနိုင်တာဟုတ်တယ်ကျမတို့အဖွဲ့ကြီးဆိုရင်ကြမ်းတမ်းနေရှစ်ဆက်တယ်ဒါကြောင့်လူတွေရဲ့အမြင်မှာကျမတို့ကလူဆိုးတွေပေါ့တကယ်တမ်းပြောရမယ်ဆိုရင်ကျုပ်တို့ကြောင့်ဒုက္ခရောက်ရတဲ့လူကောင်းသူကောင်းတွေဆိုတာရှားပါပဲကျုပ်တို့ဓမြတိုက်တယ်ဆိုတာကလေမတရားအမြတ်ထုတ်ပြီးစီးပွားရှာနေတဲ့အရင်းရှင်တွေစီကဥစ္စာသနာတွေစင်းရဲသားတွေစီကိုဝေမျှတဲ့ပေါ်ပါပဲဗျာကျွန်တော်နားလဲပါပြီလူဆိုးနဲ့လူကောင်းဆိုတာအပြင်မှန်းကြည့်ုံနဲ့မရပဲနဲ့အတွင်းကြလေးလာမှသိနိုင်တဲ့ဟာမျိုးမင်းခုလိုနားလဲလာဝမ်းသာတယ်ကွာခုဆိုရင်ဦးမင်းဆက်ကမြေပုံကိုရောဒီနိုင်သားကိုရသွားဒီတော့သူငကားမြူတွေကိုယူဖို့ကြိုးစားတော့မယ်သူ့လက်ထဲကိုသာငကားမြူတွေရောက်သွားမယ်ဆိုရင်ကြားကိုတောင်းပန်တက်ပြီးလို့ဖြစ်တော့အဲ့တော့ငါတို့ဖွဲ့တွေဘာလို့တင်တယ်လို့မထင်လေဘူးတော့ရှိရကူပဲဘယ်သူမှဇုံမဝင်နဲ့နော်ခြေနေစောင့်ကြည့်မယ်ဦးမင်းဆက်ကကျုပ်ဓာတ်ကိုပြန်ပေးပါအဲ့ဒီဓာတ်ကိုမတရားတဲ့ဘက်မှာအသုံးပြုရခါဒုက္ခရောက်သွားလိမ့်မယ်နော်မင်းတို့ကအသေးခံကျင်လို့လိုက်လာတာလားဒီလိုပိုင်ပြောလို့မရဘူးလေဘယ်သူနိုင်မယ်ရှုံးမယ်ဆိုတာပွဲပြီးတော့မှပြေပေါ်မှာကျုပ်လူမတတ်ချင်ဘူးနော်လူတတ်တဲ့လူကိုဖျားလည်းမကြိုက်ဘူးသူတော်ကောင်းအောင်ဆောင်နေစမ်းပါလေရှင်တကယ်တော့ရှင်ရလေမင်းသားကောင်ဆောင်တာဘလူးရောက်ဒီမှာဦးမင်းဆက်ကခမရလွန်ခဲ့တဲ့နှစ်20ကခြေရဖြောက်သွားတဲ့ဓမြကြီးတန်မောင်းဆိုတာကျုပ်တို့အားလုံးသိနေကြပြီနင်တို့သိရင်ဒီကိုလိုက်မလာသင့်ဘူးခုလိုသိတော့လေအားလုံးရှင်းပြရတာပေါ့ကွာခမရလက်ထဲမှာငကနိုင်သားရှိနေုံနဲ့
ကျုပ်တို့ကိုအသာစီးရလိမ့်မယ်လို့ထင်တယ် ငါစီမှာငကန်တိုင်းဓာတ်ပြင်အခြားလျှို့ဝဲလက်နဲ့ရှိရဆိုတာမင်းတို့မသိကြသေးဘူး ဘာရုပ်ဝဲလက်နဲ့ 好了，好了，好了。哇，你家把人打的，你俺熬多了。这话说了，没弄破的没要给啊，那路的，没弄破的呀你妈，那是叫来的不当不叫，那对枪不掐死人。对哇，你还在那干什么呢？就啊，容易建议别玩了，到这天都天下来。哎，你们都要马路，你们都要天天，俺都谁都不要啊。ငါတို့ကိစ္စတွေကိုနင်းဝင်ပါနဲ့ဘေးပြန်နေ 你俺没有的， ဟာမင်းကိုမတတ်ဘူးအမေကိုဘယ်သူတတ်တယ်ဆိုတာနင်းအဖေကိုနင်းပြန်မေးကြည့် 啊，不是我没点上去啊。啊！
你ဘာတက်နေသေးလဲဟမ်မီတိတ်တက်ချင်နေတဲ့ဥတောင်းမီအခုတက်တူလေနင်ငါတမီးလို့ပြီးတော့စိတ်ကြက်တော့ပြောကြလားတာ比利，你没有得的，我让我喂，你别过来没？爸，多少点来好了？爸，多少点来慢慢啦？ဟုတ်တယ်ဘာလမ်းကြောင်းပိတ်ဆို့တဲ့လူမှန်သမျှအဲ့လိုပဲသိရမယ်ခင်ဗျာဘာဖြစ်လို့ဒီလောက်ထိရက်စက်ရုံမှာသွားငါအခုမှရက်ဆက်ရုံမှာတာမဟုတ်ဘူးဟဲ့လေမင်းကသိရတော့မယ်လူဆိုတော့ငါပြောပြမင်းဖေငါလည်းချက်တည်သွားလားမသိလားကျွန်တော်ဖေဘာလဲငါကနိုင်ဓာတ်မမင်းရှင်ဆိုတာမင်းဖေပဲငါလက်ချက်နဲ့ဒဏ်ရာရပြီးတိတ်ဆောင်သွားတာမင်းလာကားရွယ်ရမင်းအဲ့ဒီကငါမွေးစားခဲ့တာဒါကြောင့်မလို့ခင်ဗျာကျွန်တော်အကြောင်းမျိုးပြတိုင်းမတင်ပေးခဲ့တာပေါ့ကိုရန်သူရဲ့သားကိုတိုင်းတင်ပေးလောက်ငါကတော့မဟုတ်ဘူးကွာမင်းကကောင်းကျင်တော့ကြောက်သေးကြတော့မင်းအဖေနဲ့တော့တွေ့ရမင်းအခုသိရတော့မှာမင်းနောက်တမလုံးဘဝမှာမင်းအဖေနဲ့တော့တွေ့မှာဟုတ်ပြီလားဟမ်ဟာရက်စက်ရုံမှာလည်းလူပဲကြားတော့မှပဲကိုယ့်ရဲ့သွေးတော့ဘယ်တော့မှမစားဘူးခင်ဗျာဘယ်တော့ဒီလူတွေကိုထပ်ပတ်နေဦးမှာလဲကြာငါကမိဘလည်းမရှိတော့ဘူးတပည့်လည်းမရှိတော့ဘူးဘာမှမရှိတော့ဘူးအကုန်တတ်ပဲကွာအကုန်တတ်ပဲဦးမိဆက်ကခဏနေဦးခင်ဗျာမသိသေးရတခုရှိတယ်ဟာလေငကနိုင်ဓာတ်တန်းရဲ့နောက်ဆုံးကျက်စေနိုင်တာဆိုတာပိုင်ရှင်စီကနေဒူးမှယူခမရကျုပ်အဖေကိုတတ်ခဲ့တယ်ဆိုရင်လည်းကျုပ်ကိုဒီရွယ်ကြီးကျွေးမွေးစောင့်ရှောက်ခဲ့တဲ့ကျေးဇူးကြောင့်
ခမရကိုကြုံမတတ်တော့ခမရဒီလုပ်တွေကိုစွန့်လို့ပြီးတော့အေးစစ်စစ်နေပါလို့ကျွန်တော်တိုက်တွန်းချင်တယ် မှန်သွားတယ်ငါတွေ့ဖို့မှန်သွားတယ်ငါအခုချိန်မှတော့ခရရမှာထိမရတော့ပါဘူးကွာ အမားကိုသိရတယ်အမှန်ပြင်ဖို့ဘယ်တော့မှတောင်းကြဘူး不要有瓜，不要有不，做口音是我们看下的，怕口音当然我们看下的，没有个给的，咱比他高的，ကျွန်တော်ကခမရအသက်ကိုကဲလို့ခမရကျွန်တော်ငကားမျိုးတွေပေးရတာကျေးဇူးလည်းငကားရဲ့